အားလုံးပဲမင်္ဂလာပါရှင်ကဲဒီနေ့ဆိုပြည့်ရဲ့တင်စားရဲ့ဒါရှီရှာရဲ့ဆိုပြီးတော့2ယောက်နဲ့အတူဒုတိယနေ့ live sale လေးဖြစ်ပါတယ်ရှင်မနေ့ကဆိုပြီးတော့ကိုပေါ့နော်ရှီရှိုင်းမှာအမြဲတမ်းအစင်မပြတ်ဝယ်ယူအားပေးနေတဲ့ရှီရှိုင်းရဲ့ customer အသစ်တွေရောအဟောင်းတွေရောနဲ့ပြီးတော့ဆိုပြီးကိုချစ်ခင်ပြီးတော့အားပေးကြတယ်ချစ်ရတဲ့ကျေးဇူးရှင်ပရိသတ်များအားလုံးကိုလည်းဆိုပြီးမနေ့ကအများကြီးဝယ်ယူအားပေးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ဦးဆုံးပြောချင်ပါတယ်ရှင်ပြီးတော့ဒီနေ့မှလည်းဆိုပြီးတော့မနေ့ကမပြပြလိုက်တယ်ပေါ့နော်ဗရမများနီလာတခြားကြောင့်ရတနာတွေပေါ့နော်အဲ့ဒါဒီနေ့မှဆိုပြီးနဲ့ညီမလေးတင်စာနဲ့ကအတူတူဆက်ပြီးတော့ပြသပေးမှာဖြစ်ပါတယ်ရှင်ဒီနေ့ပြသပေးမယ်ဗရမများနီလာကြောင့်ရတနာပစ္စည်းတွေကလေတကယ်ကိုတဘာဝတွင်းထွက်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုဆိုပြီးတော့ certificate ပေးပြီးတော့ပေါ့နော်အာမခံနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်ပြီးတော့ရှီရှာရပစ္စည်းတွေကဒါပစ္စည်းပိုင်းပြီးတော့လက်ရဒီဇိုင်းပိုင်းပြီးတော့ဈေးနှုန်းပိုင်းကိုလုံးဝယုံကြည်စိတ်ချစွာနဲ့ဝယ်ယူအားပေးနိုင်တယ်ဆိုတာကိုဆိုပြီးပြောကြားပြရစီရှင်ဒီနေ့ live စေပြီးလို့ရှိရင်လေဝယ်ယူသူတိုင်းကိုဆိုပြီးတော့ကဝယ်ယူတဲ့အမောင့်ပေါ်မှာမူတည်ပြီးတော့ပေါ့နော်ရွှေတယ်နဲ့စိန်တယ်တွေကိုလက်ဆောင်ပြန်ပြီးတော့ရှီရှိုင်းကနေပြီးတော့ပေးအပ်မှာဖြစ်ပါတယ်ပြီးတော့မနေ့က live စေးမှာဝယ်ယူတဲ့မမတို့အတွက်ကောဒီနေ့အတွက်ကဒီနေ့ live စေးမှာပေါ့နော်ဝယ်ယူမဲ့ customer တွေအတွက်ကိုရောဆိုပြီးတော့ lucky draw အစီအစဉ်ပေါ့နော် lucky draw 12ခုကိုဒါစိန်တယ်နဲ့ကြောက်ထည်များကိုမဲဖောက်ပေးအောင်မှာဖြစ်ပါတယ်ရှင်စိန်တဲ့အလဲရောင်းကတော့မနေ့ကလည်းဆိုပြီးမိတ်ဆက်ပေးပြီးသွားပြီဆိုပြီးထပ်ပြီးတော့မိတ်ဆက်ပေးချင်ပါတယ်စိန်တဲ့အလဲရောင်းကတော့900ရာခိုင်နှုန်း10ရာခိုင်နှုန်းနဲ့ကြောက်တဲ့အလဲရောင်းကတော့10ရာခိုင်နှုန်း15ရာခိုင်နှုန်းဖြစ်ပါတယ်ရှင်ပြီးတော့လေရှီရှိုင်းကပစ္စည်းတစ်ခုစီတိုင်းကို quality ပိုင်းနဲ့ဈေးနှုန်းပိုင်းကိုစုပြည့်နဲ့အတူတူရှီရှိုင်းကနေပြီးတော့အထူးအာမခံပြီးတော့ရောင်းချပေးမှာဖြစ်လို့ဝယ်ယူမဲ့ customer များကလည်းစိတ်ချလက်ချနဲ့ဝယ်ယူအားပေးနိုင်ပါတယ်ရှင်ကဲအဲဆိုလို့ရှိရင်သင်စားလေးနဲ့ live လေးစားနဲ့အတူတူပျော်ပျော်ရွှင်ရွှင်ဒီနေ့ live စီးလေးကိုစကြင်ပါတယ်ရှင်အဲ့ဆိုမတ်တော့ဒီနေ့ကညလေးတွေပဲအရင်စပြလိုက်မယ်နော်ဒီနေ့ပဲပြမယ်ဒီနေ့မှာဟုတ်ကဲ့ရှင်အဲ့ဆိုခုမမဆိုပြေဝတ်ထားရဲ့ညဆက်လေးကိုအရင်ဆုံးပြပေးပါမယ်ရှင်။ညအမရာကပ်တယ်နော်မနော်မှားလိုက်တာ။ဒါကတော့စပြည့်ဆွဲထားတာလေးကတော့လုံးဝအရန်ကိုမှလက်ရပိုင်းကောဒီဇိုင်းပိုင်းကော quality ပိုင်းအရန်ကိုမှတည်တက်လှပစွာဒါရှီရှိုင်းကနေပြီးတော့ခတ်ထားတယ်။ဒါမြဘရက်ဖြစ်ပါတယ်ရှင်။ဒါဆိုလို့ရှိရင်မြဆွဲကျိုးကစပစ်ဆွဲထားတဲ့မြဆွဲကျိုးလေးက3400ဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့ live စီမှာစပစ်တို့3100နဲ့ထားပေးမှာဖြစ်ပါတယ်300တိတိရှော့ပေးမှာဖြစ်ပါတယ်ရှင်3100နဲ့အခုစပစ်ဆွဲထားတဲ့မြဘရက်ကိုမြဆွဲကျိုးကိုရမှာဖြစ်ပါတယ်ရှင်ကိုလံဘီယာတဘာဝမြစစ်စစ်နော်ကြောက်တယ်အရေးအရန်လာပါမအရေးအရန်လာပါတယ်ရှင်ပြီးတော့ကြောက်ဆိုင်ကလည်းကြီးရယ်နော်ကြီးရယ်မအဲ့ရကအောက်ဘက်ကဆွဲသီးရကြတော့ဟုတ်ကဲ့မဟုတ်ကျိုးလေးရတက်ဆွဲသီးလေးရတက်ပါဟုတ်ကဲ့ပါရှင်ကျိုးလေးကအခုစပြည့်ဆွဲထားတဲ့ဒီကျိုးလေးရတက်ပါရှင်ပြီးတော့ဆွဲသီးလေးရကြတော့ဈေးရတက်ပါရှင်မြကျိုးက1400ကို1100နဲ့ရမှာဖြစ်ပါတယ်ရှင်ပြီးတော့ဆွဲသီးရကြတော့ဒီဆွဲသီးလေးပေါ့နော်ဒါလေးက450ကို380နဲ့ရမှာဖြစ်ပါတယ်ရှင်အဲ့တော့နှစ်ခုပေါင်းဆိုလို့ရှိရင်နော်1100ရဲ့380ဆိုတော့1480နှစ်ခုပေါင်းပေါ့နော်ဒီဆွဲကြိုးတကုံးလုံးဆွဲသီးရောကြိုးရောအပါကို1480နဲ့ရမှာဖြစ်ပါတယ်ရှင်တစ်ခုချင်းဝယ်ချင်းလေးရပါတယ်ရှင်တစ်ခုချင်းဝယ်ချင်းလေးရောင်းပေးပါတယ်ပြီးတော့ဆိုပြပန်ထားတဲ့နဂတ်ပေါ့နော်ဒါလေးကတော့ညနဂတ်လေးဖြစ်ပါတယ်ရှင်အခုဆိုပြပန်ထားတဲ့ညနဂတ်ကလေးကကြတော့သူက160ကို140နဲ့ပေးမှဖြစ်ပါတယ်ရှင်ဒါကတော့ညနဂတ်ကလေးပါ160ကို140နဲ့ပေးမှဖြစ်ပါတယ်နားနကက်လည်းအရေးအရန်လာနော်ကျိုးကအပေါ်ဘက်ကကျိုးလေးနဲ့နကက်လေးနဲ့ပဲတွဲဝတ်တယ်ဆိုလဲတကယ်လှတယ်တော်တော်လေးလှပါဆွဲသီးရွက်သီးတန့်ဝယ်ပြီးတော့စိန်ကျိုးလေးနဲ့ ATK ကျိုးလေးနဲ့တက်ခွဲဆွဲလဲအရန်ကိုစက်တီရှိပြီးလှပါတယ်ရှင်ဒီညဆွဲသီးလေးတစ်မျိုးတည်းဆွဲရင်လည်းလှပါတယ်ရှင်ညဆွဲသီးလေးကတော့450ကိုဆိုပြီးတော့380နဲ့ပေးမှဖြစ်ပါတယ်ညဆွဲကျိုးကတော့ည15ပွင့်ပါပါတယ်ရှင်ည15ပွင့်ကို1400ကို1100နဲ့ရမှာဖြစ်ပါတယ်ရှင်15ပွင့်လုံးကအရေးတညီရဲ့ညီးနေတော့မနော်စိတ်ဆိုပြီးအရန်အရေးညီပါတယ်အရေးချိုတာတွေပါလုံးဝမပါဘူးဟုတ်ပါတယ်ရှင်စိတ်ဆိုနေရပါပဲရှင်
ပြီးတော့ဘေးကခတ်ပေးထားတဲ့စိတ်လေးရလဲဒီ EF ကာလာနဲ့စိတ်အဖြူလေးတွေအသုံးပြုပြီးခတ်လုပ်ပေးထားတာပါဒါကြောင့်မို့မြအရေးလှတာကိုပို့ပြီးတော့လဲပေါ်လွင်သွားတယ်မြကလည်းငကိုရဲ့ quality အကောင်းဆုံးမြတွေပဲသုံးထားတယ်စိတ်ကိုလည်းစိတ် quality ဖြူတာတွေပဲအသုံးပြုထားရပါတယ်ရှင် ဟုတ်အခုဆိုပြည့်ရဲ့ဘယ်ဘက်လက်မှာဝတ်ဆင်ထားတဲ့မြလက်စွပ်ပေါ့နော်ဒါလေးကတော့ဘယ်လက်မှာဝတ်ထားတဲ့မြလက်စွပ်ကလေးကတော့345ကိုဒီနေ့မှာ330နဲ့ပေးမှာဖြစ်ပါတယ်345ကို330နဲ့ရမှာဖြစ်ပါတယ်ရှင်ဒါလေးကတော့330ပါဒါကတော့ဆိုပြီးတော့မြ4တောင်ကွက်ကလေးပါရှင်ဒီဟာလေးက300နဲ့345ကို330နဲ့ရပါမယ်ရှင်ဒါကတော့ဆိုပြီးအခုဆွဲပြထားတာလေးကမြတက်ဆက်ပေါ့နော်ဆွဲကျူးလေးရဲ့လက်စွပ်ကလေးရဲ့ငကက်ကလေးတွေကိုဆိုပြီးဈေးပြောပြီးသွားပါပြီဒီဘက်ကလက်စွပ်ကလေးကကြတော့ဆိုပြီးဒီဘက်ကလေးမှာဝတ်ပြီးတော့ပြပေးပါမယ်နော်မြင်ရအောင်လို့ပါရှင်210ကို195နဲ့ရပါမယ်ရှင်210ကို195နဲ့ရမှာဖြစ်ပါတယ်ရှင်ဒါလေးပါ195ပါဒါလေးကတော့130နဲ့ရပါမယ်ရှင်ဒါကတော့ဆိုပြီးရဲ့ဘယ်ဘက်မှာရောညာဘက်မှာရောဆွတ်ထားတဲ့မြလက်စွပ်ကလေးပါရှင်ဒါကတော့4တောင်ပုံလေးပါရှင်ဒါလေးကကြတော့ အမရာကက်ကြောက်ရှိတ်လေး အမရာကက်ကြောက်ရှိတ်လေးပါရှင်ပြီးတော့ဆိုပြီးရဲ့လက်မှာဝတ်ထားတဲ့လက်ကောက်ကမြဟန်းချင်းလက်ကောက်ကလေးပါရှင်ဒါလေးကတော့ဈေးနှုန်းလေးက95ကိုဒီဟာလေးက95ကို80နဲ့ရမှာဖြစ်ပါတယ်ရှင်95ကို80ပါဒါကတော့မြဟန်းချင်းလက်ကောက်ကလေးပါရှင်ဟန်ချင်းလေးကတော့ကတ်တယ်မတူဘူးပေါ့နော်မနော်ဟန်ချင်းလေးကတော့တက်လေဟုတ်အခုဝတ်ထားတဲ့ငကက်ကလေးကမမ160ကို140နဲ့ရမှာဖြစ်ပါတယ်ရှင်ဒီနေ့ live ဈေးမှာပထမဦးဆုံးဈေးဦးလေးဖောက်ပြပါအောင်ရှင်160ကိုဒီဟာလေးက140နဲ့ရမှာဖြစ်ပါတယ်ရှင်ဒါကတော့မြငကက်ကလေးပါရမ်းလာပါရဲ့မြနက်ကက်လေးရောအခုမြနက်ကက်လေးရဲ့ဆွဲကြိုးလေးရဲ့လက်စွပ်လေးရဲ့ဝမ်းဆက်ပါသူကတော့ဒါမြအမရာကက်ရှိတ်ကိုမှရှည်လေးပေါ့နော်သူကြောက်ရှိတ်လေးနည်းနည်းလေးရှည်ပါရဲ့ရှင်ဟုတ်တယ်ကြောက်ရှိတ်လေးနဲ့ပါအရင် Royal ဆန်လေးနဲ့နော်မြဆိုပြည့်ဆိုလဲလေမြကိုအရင်သဘောကျတယ်ရှင်မြလေးတွေဝတ်ချင်းအဖြစ်အေးချမ်းချင်းနော်ပြီးတော့ဘယ်လိုပြောရမလဲဆိုအေးချမ်းချင်းသဘောကိုဆိုင်တယ်နော်ကြည်လင်ချင်းမြကစွဲငင်အားကောင်းတယ်အဲကြောင့်မို့ဒီမြကြောက်လေးအရင်ကိုမှဝယ်ပြီးသွားလို့ရှိရင်နောက်ထပ်ယေဒနာတွေအများတန်းထပ်ပြီးဝင်လာတယ်ပေါ့နော်ယေဒနာရှိရယေဒနာပို့ပြီးတော့လာပါတယ်အဲကြောင့်မို့စပြီးတော့ကြောက်ဝယ်တော့မယ်ဆိုမြကြောက်လေးအရင်ဆုံးစဝယ်ပါလို့လည်းပြောချင်ပါတယ်ဟုတ်ကဲ့ရှင်ရမ်းလာပါရဲ့မြနက်ကက်ကလေးကတော့3အနည်းဆုံးဘယ်လောက်ထားပေးမလဲဆိုတော့160ကို140ထား140ထားပေးထားပါတယ်ရှင်ဟုတ်နောက်3သိန်းရှော့ပေးမယ်ရှင်3သိန်းရှော့ပေးမယ်130ခွန်မှာ130ခွန်ပေါ့ဟေးချစ်စရာလေးဟေးချောချောလေးဟယ်လိုနကက်လေးကြရင်အားပေးပါမမရေပထမအောင်ဆုံးပွဲဥထွက်လေးဆိုတော့ဒီမြနကက်လေးရောင်းထွက်သွားမမနော်100နဲ့39နဲ့မမဘူး135မရေထားပေးလိုက်ပါထားပေးမယ်နော်ကျေးဇူးများကြီးတင်ပါတယ်ရှင်ပြောလိုက်တာပေးလိုက်ပါမပုံရေးလားအော်မနေ့ကလည်းအားပေးသွားသေးရနော်မနေ့ကလည်းမပုံရေးကအားပေးသွားအခုလည်းပထမဆုံးစေဦးဖောက်သွားတာကျေးဇူးများကြီးတင်ပါတယ်ရှင်မပုံရေးရေစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပါစေယတနာတွေအများကြီးတိုးပွားပါစေရှင်ဒီမြကလေးကဲ့သို့ပဲမမရဲ့ဘဝမှာအမြဲတမ်းအေးချမ်းခြင်းကြည်လင်ခြင်းစိတ်ချမ်းသာခြင်းတို့နဲ့ပြည့်စုံပြီးတော့ဒီမြလေးကမမနောက်ထပ်ယတနာပေါင်းများစွာကိုထပ်ပြီးတော့ခေါ်ဆောင်ပေးနိုင်တယ်တကယ်ကိုကံကောင်းစေတဲ့အဆောင်ပစ္စည်းလေးဖြစ်ပါစေယတနာပစ္စည်းလေးဖြစ်ပါစေစီးပွားရေးလေဒီအလားတူပါအောင်မြင်ပါစေလို့ဆိုပြီးရမပုံရေးအတွက်ကိုစတောင်းပေးပါတယ်ပထမဆုံးဇေယျဖောက်ပြအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ကဲအဲ့ဆိုရင်မြနက်ကကလေးကိုဆိုပြီးမမပုံရေးအတွက်ကိုဖြုတ်ပေးလိုက်မယ်နော်မမအဲ့ဆိုခုတင်ဆောင်ဝတ်ပြပေးထားတဲ့ကျိုးလေးနဲ့နက်ကက်လေးတစ်ဆက်စာကိုပြောပြချင်ပါတယ်အခုတင်ဆောင်ဝတ်ပြပေးထားတဲ့ဆွဲကျိုးလေးကတော့ဒါမြမိုးဆက်လေးပါမြမိုးဆက်ကလေးကိုတင်ဆောင်တို့ကစိတ်လေးနှစ်ပတ်လေးပတ်ပြီးတော့ဗရက်ပုံစံလေးလုပ်ပေးထားပါတယ်အပေါ်ဘက်မှာကျတော့စိတ်တန်းကျိုးလေးနဲ့အောက်ဘက်ကနေဒီလိုမြမိုးဆက်လေးတွေကိုစိတ်လေးနှစ်ပတ်ပတ်ပြီးတော့အဲ့လိုဒီဇိုင်းလေးချိတ်ပေးထားပါရှင်ဒါကတော့ဗရက်ကြီးဒီဇိုင်းမျိုးဖြစ်သွားတာပေါ့နော်ဒီဇိုင်းလေးကတော့မြမိုးဆက်ရှိတ်လေးကိုမှအရင်ညီလေးတွေပဲအသုံးပြုပေးထားရဲ
ပြီးတော့အလဲဆုံးတစ်လုံးကဒီထိတ်ဆုံးရဲ့အလဲစင်တာရဲ့တစ်လုံးကတော့ site လေးပို့ချီးပါတယ်ဒီဘက်ကတော့နည်းနည်းပို့ပြီးတော့နည်းနည်းသေးဝါရဲ့ဒီဇိုင်းမျိုးလေးလုပ်ပေးထားပါတယ်ရှင်ကြောက်အရှင်လည်းအရင်အောင်လှပါတယ်စိတ်ရလည်းနှစ်ပတ်ပတ်ထားအတွက်ပို့ပြီးတော့ထည့်ပြီးတော့ပရက်ကတကယ်ညပရက်ကောင်းကောင်းကြီးလုပ်ချင်တယ်ဆိုဒီလိုပရက်လေးအရင်လှပါတယ်ရှင်အခုတင်ဆောင်ဝပြပေးထားတဲ့ဒီညပရက်လေးရဲ့ဈေးနှုန်းကတော့3800ကိုဒီနေ့ဝယ်မယ်ဆိုရင်တော့3500နဲ့ရမှာဖြစ်ပါတယ်ရှင်နောက်ထပ်တစ်ခုကကြာဒီညပရက်လေးကိုဝယ်ရဆိုရင်ပေါ့နော်အမျိုးအစား2မျိုးနဲ့သုံးပြလို့ရတယ်ဘာလို့ဆိုတော့ဒီဘက်ကအောက်အုံလေးကတင်ဆောင်တို့ဒီဘက်ကမြားရဲ့အောက်ဘက်ကဒီအုံလေးရဲ့တင်ဆောင်တို့အရှင်လေးတွေပါတကယ်လို့အဖြုတ်တက်ရတယ်တစ်ခါလေကိုကမြားနဲ့မချိတ်ချင်ဘူးအပေါ်ကျိုးပဲဝတ်ချင်တယ်ဆိုလဲစိန်ကျိုးအနေနဲ့ဝယ်ပြီးအသုံးပြုလို့ရတယ်လို့အောက်ဘက်ကဒီမြားလေးချိတ်ပြီးတော့လဲညပရက်ကောင်းကောင်းကြီးတစ်ခုအနေနဲ့လည်းဝတ်လို့ရတဲ့အတွက်ဒီကျိုးတစ်ခုဝယ်အောင်လဲစိန်ကျိုးအနေရောညပရက်ကျိုးအနေနဲ့ရောအသုံးပြုလို့ရပါတယ်ရှင်ဒီမြပရက်ကျိုးကြီးကတော့3800ကိုဒီနေ့ဝယ်မယ်ဆိုတော့3500နဲ့ပါရှင်နောက်ထပ်ဒီမှာတင်တာဒီဟာလေးနဲ့ဝမ်းဆက်လေးကိုပြပေးထားတဲ့နဂတ်လေးကိုလည်းပြပေးပါအောင်မယ်ရှင်ဒီနဂတ်ကလေးကတော့ဒါလည်းမြောက်မိုးဆက်လေးကိုတင်တာတော့အပေါ်ဘက်ကကျမြောက်မိုးဆက်ကိုအောက်လေးစိုက်ပေးထားတယ်အောက်ဘက်ကကျတော့သူနဲ့ဆက်ကျင်ပတ်လေးလုပ်ပြီးအလယ်မှာစိတ်လေးတစ်လုံးလေးချပေးထားပါတယ်နောက်ထပ်ကျတော့ဘေးဘက်ကလည်းစိတ်လေးနှစ်ပတ်လေးပဲအောက်ဘက်ကဒီကျိုးရဲ့အောက်အုံလေးနဲ့တူအောင်ကျွန်တော်စိတ်လေးနှစ်ပတ်ပတ်ပေးထားပါတယ်ရှင်ရိုးရှင်းရှင်းလေးနဲ့မြလေးပဲအသားပေးပြီးပေါ်လို့အောင်ချစ်စရာကောင်းအောင်ကျွန်တော်တို့ခတ်ပေးထားပါတယ်ဒီမြနဂတ်လေးကတော့310ကိုဒီနေ့ဝယ်မယ်ဆိုတော့390နဲ့ရမှာဖြစ်ပါတယ်ရှင်မြလေးဝင်ပါမှာပါနဂတ်စုံပြီးတော့မြလေးဝင်ပါအောင်မှာ310ကို190နဲ့ရမှာပါရှင်ခုနောက်ထပ်ဒီမှာမြမိုးဆက်လက်စွပ်လေးပါထပ်ပြီးပြောပြပေးပါမယ်ရှင်ဒီကတော့ဒါတင်စားကမိုးဆက်ဆက်ဝတ်ထားတဲ့အတွက်ပေါ့နော်လက်စွပ်လေးနှစ်ခွင်းဝတ်ပေးထားတယ်ဒီနှစ်ခွင်းလုံးကလည်းမြမိုးဆက်လေးပါပဲရှင်အခုတင်စားဒီဘက်လက်တစ်ချွေမှာဝတ်ပြပေးထားတယ်လက်စွပ်လေးကတော့360ကိုဒီနေ့ဝယ်မယ်ဆိုတော့330နဲ့ရမှာဖြစ်ပါရဲ့ရှင်306ကို130နဲ့ပါသူ့ရဲ့ဒီဇိုင်းလေးရမ်းဆန်းပါတယ်ညမိုးဆက်လေးမှာဘေးမှာစိန်လေးတစ်ပတ်ပတ်ထားတဲ့စိန်ချောင်းလေးညီညာစိန်ချောင်းလေးတွေမှာရွေးပြီးတင်တာတော့မိုးဆက်ရှိဒီဇိုင်းလေးပတ်ပြီးတော့လုပ်ပေးထားတာပါအရန်ထည့်ပြီးအရန်လှပါတယ်ရှင်360ကို330နဲ့ပါနောက်ထပ်အခုဒီဘက်မှာဝတ်ပြပေးထားတဲ့လက်စွပ်လေးလည်းပြပေးပါမယ်ရှင်ဒီဘက်ကလက်စွပ်လေးကလည်းတင်တာတော့မိုးဆက်မြလေးကိုမှဘေးဘက်ကကျတော့သူကတော့စိန်ချောင်းတော့အသုံးမပြုထားဘူးစိန်အလုံးလေးကိုပဲနန်းဆက်ဆန်ဒီဇိုင်းလေးလုပ်ပေးထားပါတယ်ဘေးဘက်မှာလည်းစိန်တန်းလေးနှစ်ထပ်ဒီဇိုင်းမျိုးအသုံးပြုပေးထားပါတယ်ရှင်ဒီမြမိုးဆက်လက်စွပ်လေးရတဲ့320ကိုဒီနေ့ဝယ်မယ်ဆို300နဲ့ရမှာဖြစ်ပါတယ်ရှင်ညဝိတ်ချိန်လေးရတော့ဒါတက်ကလက်နီးပါတက်ကလက်ကြော်နဲ့တက်ကလက်နီးပါဝိတ်ချိန်လေးပါရှင်နှစ်ကွင်းလုံးပါထားလိုက်တာနော် အဲ့ရန်လာရဲဒါအခုတင်စားဝပြပေးထားတာကြတော့ညမိုးဆက်ဆက်လေးလို့ချင်းတင်စားပကဆက်လေးပေါ့တကယ်လို့ညဆိုရင်ညမှန်အမရာကတ်မှကြိုက်တယ်ဆိုရင်မမရဒါမမဆိုပြေဝတ်ပေးထားတဲ့ဆက်လေးကိုအားပေးနိုင်ပါရဲ့ရှင်နှစ်ဆက်လုံးကတော့အရန်ကိုလှပါရဲ့မိုးဆက်လေးရလည်းအရန်လာတယ်ဒီအမရာကပုံစံမျိုးလေးရလည်းအရန်လာပါတယ်ရှင်အခုပြီးတော့ဆိုပြီးလေဒီဟာလေးကကျတော့နှဆွဲလေးအစ်စ်ကလေးနဲ့လက်စွပ်ကလေးအစ်စ်တစ်ခွင်းကိုဆိုပြီးထပ်ပြီးတော့မိတ်ဆက်ပေးချင်ပါတယ်ရှင်ဒါဆိုပြီးထပ်ပြီးတော့ဝတ်ထားတဲ့ဒီဇိုင်းအစ်စ်ကလေးပါဆိုပြီးရဲ့ငကက်ကလေးကိုအရင်ဆုံးပြောပြမယ်နော်ငကက်ကလေးကကျတော့ဒီဟာကကျတော့သူ့ရဲ့ပုံစံလေးကအစမ်းပုံစံလေးပေါ့နော်ဒီဟာလေးကကျတော့300ကို250နဲ့ရပါမယ်ရှင်ဒီဆိုပြီးအခုဆွဲထားတဲ့မြနှဆွဲလေးရကြတော့သူကချစ်ဖို့လဲကောင်းတယ် Royal Lesson နဲ့ချစ်ဖို့လဲတော်တော်လေးကောင်းတဲ့လက်ရာဒီဇိုင်းလေးပါရှင်300ကို250နဲ့ရပါမယ်ဒီငကက်ကလေးပါရှင်300ကို250နဲ့ရပါမယ်ရှင်ပြီးတော့လက်မှာဆွတ်ထားတဲ့လက်စွပ်ကလေးอ่ะဆိုပြီးနောက်ထပ်တစ်ခွင်းလေးထပ်ဝတ်ထားတာလေးပါဒါလေးကတော့135ကိုမမ100နဲ့115နဲ့ရပါမယ်ရှင်135ကို115နဲ့ရပါမယ်ရှင်တော်ထည့်ပြီးတော်လှရနော်မနော်ဟုတ်တယ်အရင်လာတယ်ရှင်ပြီးတော့လေဟိုကိုမြင်နေကြပုံမဟုတ်ပဲနဲ့လေလက်စွပ်ပဲတချို့ကျရင်လက်စွပ်ဆိုဝမ်းဝိုင်းတို့ဘဲဥရှိတ်ကြီးကိုမကြိုက်ဘူးလို့လက်စွပ်၄ချောင်းဆက်ဆန်ဒီဇိုင်းလေးကြိုက်တယ်ဆိုဒီဒီဇိုင်းလေးအရန်လာတယ်တအားလာတယ်ဒီလက်စွပ်ကိုဆိုပြီးအရန်ကြိုက်တာပဲကွင်းရုံးလေးအသုံးပြုထားတာပြီးတော့စိန်လုံးလေးလည်းကြီးရနော်မနော်ခတ်ပေးထားတဲ့စိန်လုံးလေးလည်းကြီးရပြီးတော့မြရဲ့အရည်ကလည်းအရန်ကိုမှလှပါတယ်ရှင်ဒီမြနှဆွဲလေးဆိုလို့ရှိရင်တော့300ကို250နဲ့ရပါမယ်ရှင်လက်စွပ်ကလေးဆိုလို့ရှိရင်တော့135ကို115နဲ့ရပါမယ်ဒီလက်စွပ်ကလေးကလည်းအရန်ကိုမှလှတယ်မြလက်စွပ်ကလေးဖြစ်ပါတယ်ရှင်ဝမ်းဆက်လေးဆိုရင်115နဲ့365ပေါ့နော်လက်စွပ်လေးနဲ့နှက်ခက်လေးဝမ်းဆက်လေးဆို365ပါနှစ်ခုဆိုလို့ရှိရင်365ပါရှင်အရန်လာပါရဲ့မြလည်းတကယ်ကိုလံဘီယာတဘာဝမြအရေးကိုမှထိတ်တန်းတကယ် first quality အသုံးပြုထားတဲ့ရန်ကိုအရေးလှတဲ့မြတွေပါဒီဆွဲကြိုးလေးကလေတော်တော်လေးလှပါတယ်ရှင်ကဲဆွဲကြိုးလေးရဲ့ပိုင်ရှင်လေးကမမဘယ်သူများဖြစ်မလဲရှင်ပိုင်ရှင်လေးသိရှင်နေပါပြီနော်
ဒီဘက်ကမြမိုးရေဆက်ကလေးဆိုလေဆွဲသီးလေးပဲလာမှာ ဆိုပြဝထားတဲ့ဆွဲသီး ဆွဲသီးပဲဆွဲသီးလေးရကြတော့မမမြဆွဲသီးလေးက450ကို380နဲ့ရပါမယ်ရှင်မြဆွဲသီးကြီးပဲပေါ့နော်ပြီးတော့ဂျားကြကျိုးကြီးပဲပေါ့နော်ကျိုးကမြဆွဲကျိုးကကြတော့3400ကိုဒီနေ့ live ဈေးမှာ3100နဲ့ရမှာဖြစ်ပါတယ်ရှင်ကျိုးက1100ပါရှင်ဆွဲသီးလေးကတော့450ကို380နဲ့ရပါမယ်ဒီနေ့ live ဈေးမှာပါရှင်ပြီးတော့မနေ့ကဝယ်ယူထားတဲ့မမတို့ရောဒီနေ့မှာထပ်ပြီးတော့ဝယ်ယူအားပေးမဲ့မမတို့အတွက်ကောစပြေတို့ဒီရှီရှိုင်းကနေပြီးတော့ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့စိန်တယ်နဲ့ရွှေကြောက်တယ်လေးတွေကို lucky draw အနေနဲ့ပေါ့နော်ပြုံးမှဖြစ်ပါတယ်ရှင် နော်နော်12ခုအောင်ဖောက်ပေးမှာ 350ထားပြီးပါ 350ထားပေးပါဆိုတော့ဆွဲသီးလေးကဟိုပါပေါ့နော်380ထားပေးထားတယ်ပေါ့နော်380 နော် အော်ဟုတ်ကဲ့ပါ အော်ထားပေးပါမယ်မမမိတဲ့ကြံလားမမမိတဲ့ကြံကမနေ့ကမှလည်းအများကြီးဝယ်ယူအားပေးသွားတာကျေးဇူးအများကြီးတင်ပါတယ်ရှင်မမအခုဒီနေ့ live မှာလည်းထပ်ပြီးတော့ဝယ်ယူအားပေးရတဲ့အတွက်ဆိုပြရောညီမလေးတင်စားရောကကျေးဇူးအများကြီးတင်ရပါတယ်ရှင်ဟုတ်မမကျေးဇူးအများကြီးတင်ပါတယ်စိတ်ချမ်းသာခြင်း ထားတဲ့ကတ်မျိုးလေးအသေးရှိလားမသိဘူး ဟုတ်ရှိရမှာ စိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံပါစေရှင်မမရဲ့ဘဝမှာအမြဲတမ်းတောင်းတတိုင်းကြောင်းကြတဲ့အမြဲတမ်းလူအင်ဆန္ဒတွေပြည့်ဝပါစေယေဒနာတွေလည်းအများကြီးပေါ်များပါစေအများကြီးထပ်ဝင်ပါစေယေဒနာရှိရယေဒနာလာပြီးတော့အမြဲတမ်းစိတ်ချမ်းသာခြင်းကံကောင်းခြင်းနဲ့စီးပွားရေးတွေဒီအလားတိုးပွားအောင်မြင်ခြင်းတွေကိုဒါပိုင်ဆိုင်ရပါစေလို့မမမိတဲ့ကြံအတွက်ဆုတောင်းပေးပါရရှင်ကျေးဇူးလည်းအများကြီးတင်ပါတယ်ရှင် ကဲ အဲ့ဆိုဒါလေးဖြုတ်လိုက်တော့မယ်နော် အခုတင်တာကတော့မြမိုးဆက်ပေါ့နော်မြမိုးဆက်လေးတွေကိုတင်တာတော့ဒါချစ်စရာကောင်းတီထမ်းထားတဲ့ငကက်လေးနှဆွဲရှည်လေးပြပေးချင်ပါရဲ့ဒီငကက်လေးဆိုအရင်ချစ်စရာကောင်းတယ်သူကမြမိုးဆက်လေးကိုတင်တာတော့စိတ်လေးတစ်ပတ်ပတ်ထားတယ်ပတ်ထားအောင်မှမြမိုးဆက်အသေးလေးတွေကို60ပေါ့နော်60ဆိုနှဆွဲရှည်လေးဖြစ်သွားတယ်အရှိဆိုရင်တော့နှစ်လက်မဝင်းကျင်လောက်ရှိသွားတယ်ပေါ့နော်ဒီနှဆွဲလေးပြပေးချင်ပါရဲ့ဒီနှဆွဲလေးကကြာရင်သူကမြကသေးပေမဲ့သူကလေအကောင်သေးပေမဲ့အစိတ်ပြေးနေဘာလို့ဆိုတော့လေမြကသေးပေမဲ့အရင်အရန်လှပြီးတော့အရန်ပွင့်အားကောင်းပြီးအရန်ကိုလှပါတယ်ရှင်ဒီမြနက်ကက်လေးကတော့380ကိုဒီနေ့ဝယ်မယ်ဆိုရင်တော့340နဲ့ရမှာဖြစ်ပါရဲ့ရှင်ရှိပါရဲ့မဒီဟာကအခုတင်စားပြပေးထားတာကဒါကနက်ကက်က60မှာခုနောက်ထပ်ပြပေးချင်တာကတော့30နက်ကက်လေးပါရှင်30နက်ကက်လေးလည်းရှိပါရဲ့ဒီမြမိုးဆက်နက်ကက်30နက်ကက်လေးကတော့သူကတော့အပေါ်ဘက်ကအသေးလေးကနေအောက်ဘက်ကိုကြီးသွားတဲ့ဒီဇိုင်းလေးပါဒီနက်ကက်30လေးကတော့85သိန်းကိုဒီနေ့ဝယ်မယ်ဆိုတော့380နဲ့ရမှာဖြစ်ပါရဲ့ရှင်85သိန်းကို380နဲ့ပါဆောနာက60နက်ကက်လေးကတော့380ကို140နဲ့ပါရှင်ပြီးတော့နောက်ထပ်ဒီမှာထပ်ပြီးတော့ဒီမှာတွဲရက်ချိတ်ထားလို့တင်တာပြပေးလိုက်ပါအောင်မယ်ဒီ ဘယ်လောက်ရမလဲ30နေရလी30နက်ကက်လေးကမှ30လေးရ85သိန်းကို380နဲ့ရမှာဖြစ်ပါတယ်မနောက်ထပ်ဒီမှာ ခိုင်းနေ60ထားပြီးပါကဲထားပေးရမလားမိုင်60ထားပေးရမလားညလေးပွဲဥထွက်လေးမှာလေဇက်တိုင်လေးထွက်နေတော့အရန်ပျော်ရအောင်ထားပေးမလားဟုတ်ကဲ့ပါမိုင်နည်းနည်းလေးတိုးပေးပါလားနော်ခုနည်းနည်းလေးတိုးပေးမနဲ့စဉ်းစားနေတင်စားဆွဲသီးလေးပြပေးမယ်မဒီဆွဲသီးလေးလည်းအရန်ကိုလှရဲအလဲကဆွဲသီးလေးကတော့သူကတော့330ကိုဒီနေ့ဝယ်မယ်ဆို330နဲ့ရမှာဖြစ်ပါရဲ့သူကတော့မြမိုးဆက်လေးကိုပုံမှန်မြင်နေကြစိတ်တစ်ပတ်ပတ်ထားတဲ့ဒီဇိုင်းမျိုးမဟုတ်ဘဲနဲ့သူကဆွဲသီးမြမိုးဆက်လေးကိုမှအရှိဒီဇိုင်းအသွယ်ဒီဇိုင်းလေးဖြစ်သွားအောင်လို့အပေါ်ဘက်ကချိန်ကောင်းလဲကျွန်တော်ရှိလေးလုပ်ပေးထားရဲအောက်ဘက်ကလည်းစိတ်လေးလည်းပတ်ထားရဲစိတ်ချောင်းလေးလည်းပတ်ထားတော့သူကသူ့အုံလေးကပိုထဲပြီးတော့ပိုလှနေပါတယ်ဆွဲသီးဆိုရင်ရှိဒီဇိုင်းအသွယ်ဒီဇိုင်းလေးကြားရင်ကြိုက်တဲ့မမရဲ့အတွက်ဆိုရင်အရန်ကိုလှပါတယ်ရှင်မနော်ဟုတ်တယ်အရန်လာတယ် ဆရာလေးဟုတ်ကဲ့အရှိလေးလည်းပြပေးထားတယ်မဟုတ်ပြပေးထားပါတယ်နှစ်ခုရှင်ပြပေးလိုက်မယ်နော်မနော်ဈေးရလေ140နဲ့80နဲ့ပဲအဲဆို60က140 30က80တဝက်ပဲပေါ့နော်မနော်အရန်ကိုလှတယ်ဒီဟာလေးအကောင်သေးပြီးအစိတ်ပြင်းနဲ့မြပဲတကယ်ဘာလို့လဲတိတ်တိတ်လေးနဲ့အရန်ကအရေလှပြီးအရန်ကိုအရန်အရေလှပြီးအရန်စွာပွင့်အားအရန်ကောင်းပြီးအရေကအရန်ကိုစွာပါတယ်ရန်ကုန်လာပါရဲ့ရှင်ခုနောက်ထပ်ဒီကလေးပြပြီးတော့နော်မမနော်ပြပေးထားပါရဲ့နော်နီးကလေးပြပေးထားပါရဲ့တကယ်လို့မကြိုက်တယ်ဆိုရင် screenshot လေးရိုက်ပြီးတော့ဒါ Messenger မှာလည်းတွားရမေးမြန်းနိုင်ပါရဲ့ရှင်ခုမဆိုပြေဝတ်ပေးထားတဲ့လက်စွပ်လေးဆက်ပြပေးလိုက်မယ်နော်ဟုတ်ကဲ့ပါ
ဟိုနမစတောင်းပြရမလား မမီကျော် အော်ဟုတ်ကဲ့ပါမမီကျော်ပါ မမီကျော်ရင်ကျေးဇူးများကြီးတင်ပါတယ်ရှင် ဟုတ်ငကလေးပါ ဟုတ်ကဲ့ပါမမဒီငကလေးဝယ်ယူအားပေးတဲ့တအားလာတာပဲငကကလေးကဝယ်ယူအားပေးတဲ့ကျေးဇူးများကြီးတင်ပါတယ်ရှင်မမီကျော်စိတ်ချမ်းသာခြင်းကိုကျန်းမာခြင်းနဲ့ပြည့်စုံပါစေယတနာတွေအများကြီးပေါ်ကျော်ပါစေရှင်စီးပွားရေးလည်းဒီလအရှိန်အဟုန်နဲ့တိုးပွားအောင်မြင်ပါစေမရဲ့အမြဲတမ်းမလုံးသမျှကင်သမျှအမြဲတမ်းကြံစီသမျှတွေအရာအားလုံးအစဉ်ပြေချောမွေ့စွာနဲ့အမြဲတမ်းထိတ်ဆုံးမှရရှိပါစေ။ကျမ်းမာချမ်းသာခြင်းဒုက္ခအဖျားဖျားပြည့်စုံပါစေလို့မှတ်မိကြတော့ဆုတောင်းပေးပါရရှင်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ကဲအဲ့ဆိုရင်ဆိုပြီးတော့နောက်ထပ်ပစ္စည်းလေးထပ်ပြပေးမယ်နော်ဆိုပြီးရဲ့ဒီလောကကလေးရောင်းထွက်သွားပြီဆိုတော့ကျိုးလေးတော့ကျန်ရှိနေပါသေးတယ်ရှင်ကျိုးလေးကတော့ အပေးစနေဆိုအပေးလို့ရပါသေးတယ် ကျိုးလေးကတော့ဆိုပြီးတော့လောကကလေးကိုလဲပြီးတော့ထပ်ပြီးတော့ပြပေးလို့ရပါတယ်ရှင်ဒီကျိုးလေးကတော့လောကမပါဘဲနဲ့နော်ညီမလေးသူကလောကမပါဘဲနဲ့ပေါ့နော်ခုဒါဆိုပြီးဆိုလို့ရှိရင်လောကကိုဖြောက်လိုက်တာပေါ့နော်အဲ့လိုမျိုးလေးတစ်ခုတည်းလေးဝိယုံနဲ့ကိုလုံးဝကို လေးပဲရမ်းလာတယ်နော် ပြည့်စုံပါတယ်အရင်က Royal Sun နဲ့လက်ရဒီဇိုင်းလေးဖြစ်ပါတယ်ရှင်ဒီလိုမျိုးလောကနဲ့ဆွဲမယ်ဆိုရင်လည်းရတယ်လို့လောကကလေးကတော့မရှိတော့ဘူးပေါ့နော်နောက်ထပ်လောကကလေးထပ်ပြီးတော့အစားထိုးပြီးတော့ပြပေးလို့ရပါတယ်လောကမပါဘဲနဲ့ကြိုးကြီးပဲကိုဒီလိုမျိုးလေးဆွဲမယ်ဆိုလို့ရှိရင်လည်းအရန်ကိုမှ Royal Sun ပြီးတော့မှအရန်ကိုစက်တည်ရရှိရဲ့အလားမျိုးပိုင်ဆိုင်မှာဖြစ်ပါတယ်ရှင်ဒီဟာလေးကတော့မြာဆွဲကြိုးကတော့1400ကို1100နဲ့ပေးမှဖြစ်ပါတယ်ရှင်ရှီရှားရဲ့300တိတိတောင်မှဒီနေ့ live ဆေးမှာဒါကအမြဲတမ်းဝယ်ယူနေတဲ့ customer တွေရော customer အသစ်တွေအတွက်ကိုရောပေါ့နော်အထူးမြတ်တာဈေးနဲ့ထားပေးထားတဲ့အချစ်ဈေးတွေနဲ့ပေးထားတဲ့ဈေးနှုန်းဖြစ်ပါတယ်ရှင် ညလည်း15ပွင့်အောင်ပါတယ်ဒီကျူကလေပြီးတော့15ပွင့်လုံးကလေအရှိဘက်ကကြည့်ပြီးနောက်ဘက်ကိုရှူရမှာ15ပွင့်လုံး site တူအရွယ်တူတွေကြီးပဲတကုံးလုံးကလေ အရန်ကိုထည့်ပြီးတော့မှ ထည့်သွား ကြောက်ဆိုင်ကလည်းအရင်ကြီးကြောက်ဟို အရွယ်အစားလည်း အရွယ်အစားညီရဲဆိုတော့အရန်ကိုမှရရဆန်ပြီးတော့အရန်ကိုမှလှပါတယ်ရှင်ဒီကျိုးလေးကတော့1400ကိုဒီနေ့ live ဆေးမှာ1100နဲ့ရပါမယ်ရှင်ကဲဒုတိယဆိုပြီးတခြားပေါ့နော်နဆွဲလေးတွေညီမလေးပြပြီးသွားပြီလား မပြ သေးဘူးနော် လက်စွပ်လေးပြလိုက် အမဝတ်ထားတဲ့လက်စွပ်က အော်တော့ပြပြီးသွားရင်နော်ပတ်စံနာဒါလေးရင်ပြောလိုက်မယ်နော်မမလေးတာလေးကဟုတ်ကဲ့ပါအခုတင်စာကတော့နဆွဲလေးပြပေးချင်ပါရဲ့အခုဒီမှာပါဒါကတော့ညနဆွဲလေးပါညကြောက်လေးကိုမှ open shape design လေးကိုမှတင်စာတော့ဘေးဘက်ကနေစိတ် design ဆက်ဆန်းလေးနဲ့ပတ်ပေးထားပါတယ်ရှင်ဒီညနက်ခက်လေးကအရင်ချစ်စရာကောင်းပါတယ်သူကတော့ဘေးဘက်မှာလည်းသူကမိုးဆက်လေးအဆောင်ဒီဇိုင်းလေးနဲ့ရံပေးထားတယ်သူရဲ့ဘေးအကွက်လေးကအရင်ကိုလှပါတယ်ဒီနက်ခက်လေးကတော့340ကိုဒီနေ့ဝယ်မယ်ဆိုတော့320နဲ့ရမှာဖြစ်ပါတယ်ရှင်နက်ခက်လေးကလေလှရဲဆိုတော့ချစ်စရာအရင်ကောင်းနေတာပေါ့နော်ချစ်ဖို့အရင်ကောင်းတာပါသူရဲ့ဘေးကစိတ်မွေးရဲ့ဒီဇိုင်းလေးကလည်းချစ်စရာကောင်းတယ်ညရဲ့ over shape လေးကလည်းအရေးလေးဆိုပြီးတော့ site လေးနီလေးနဲ့အရင်ကိုလှပါတယ်ရှင်340ကို320နဲ့ရမှာပါဒီနေ့ဝယ်ယူရဲဆိုရင်တော့နောက်ထပ်ဒီမှာမြနက်ကမိုးဆက်လေးပြပေးပါအောင်မယ်ရှင်ဒီမြနက်ကမိုးဆက်လေးကတော့မြဆိုင်လေးလည်းကြီးရဲ့သူပုံစံလေးကတော့ဒီဇိုင်းလေးကကြတော့လေသူကမြင်နေကြပုံစံလေးမျိုးမဟုတ်ဘဲနဲ့အပေါ်ဘက်ကရှူးရှူးလေးနဲ့အောက်ဘက်ကိုစကတ်လေးကားသွားလို့ပုံစံမျိုးလေးပါရှင်ပုံစံလေးအရင်ချစ်စရာကောင်းပါတယ်ဒီမြနက်ကလေးကတော့380ကိုဒီနေ့ဝယ်မယ်ဆိုရင်တော့350နဲ့ရမှာဖြစ်ပါတယ်ပြပေးပါမယ်ရှင်မြဆွဲသီးလေးလည်းပြပေးပါမယ် ညဆက်သီးလေးပြပေးပါမယ်ရှင် ဒီနက်ကလေးက380ကို150နဲ့ပါဟုတ်အစောခုမမပြပေးမလားမသိ ဟုတ် ဘူး ညဆွဲသီးလေးတွေဆိုပြီးပြပေးပါမယ်ရှင်အခုဆိုပြီးကိုညဆွဲသီးလေးတွေပြပေးပါလို့ပြောရဲမမတို့အတွက်ကိုဆိုပြီးကညဆွဲသီးလေးတွေပြပေးပါမယ်ရှင်ဒါလေးတွေကတော့သူကကျိုးလေးကတော့เนาะကျိုးကတော့တက်တက်ပေါ့เนาะအခုကဒါဆိုပြီးကညဆွဲသီးလေးတွေကိုမြင်ရအောင်ပေါ့เนาะကြည့်လို့ပို့ပြီးတော့အဆင်ပြေအောင်ဒါကျိုးလေးတွေနဲ့ပြပေးထားတာဖြစ်ပါတယ်ရှင်ကျိုးကတော့တက်တက်ဝယ်ယူရမှာဖြစ်ပါတယ်ရှင်ကျိုးလေးကိုတော့ page messenger မှာပဲဝယ်ယူပေးပါเนาะအခုကတော့ဆိုပြီးကညဆွဲသီးလေးတွေကိုပဲအရင်ဆုံးပြပေးသွားပါမယ်ရှင်ဒါကတော့နံပါတ်1 2 3 4 5 6 9 8 9ဆိုပြီးတော့ညဆွဲသီးဆိုပြီးဒီဘန်းပေါ်မှာ9မျိုးရှိပါတယ်ရှင်အဲ့9မျိုးမှာပထမဦးဆုံးလေးရကြတော့ဆိုပြီးတော့မိုးရီဇက်ဒါကတော့မိုးရီဇက်ပုံစံလေးပေါ့နော်နံပါတ်1ကလေးပါရှင်မြင်ရအနီးကပ်လေးပြပေးမယ်နော်ဒါလေးကတော့နံပါတ်1ပါရှင်ဒီနံပါတ် ဘယ်လောက်လဲတဲ့ ဟုတ်ကဲ့မမနံပါတ်1ကကြတော့36သိန်းကိုမှ30နဲ့ရပါမယ်ရှင်ဒါကတော့ locket ကြီးပဲပေါ့နော်ကျိုးလေးကတော့မှ4သိန်းလောက်တော့4သိန်း ဟုတ်တယ်3-4သိန်းလောက်ပဲ ဝန်းကျင်လောက်တော့ရှိပြီပေါ့နော်ဟုတ်ဒီဟာလေးကတော့ဆိုပြီးကတော့အခုဟို locket ကလေးပဲပြောသွားမယ်နော် locket ကလေးကနံပါတ်1ကလေးကတော့မမ36ကို30နဲ့ရပါမယ်ရှင် ရှော့ပါဦးနဲ့တစ်ကလေးကြိုက်လို့တဲ့ အော်ဟုတ်ကဲ့ရှင်36ကို30နဲ့ရမယ်ဆိုတော့မမဘယ်လောက်ရှော့မလဲ36ကို30နဲ့ပေးထားပါ 30 တယ် ဟုတ်30နဲ့ပေးထားတယ်မှာ
နည်းနည်းလျှော့ပါဦး ရှောက်လို့မရတော့လို့ ဂျင်းလေးမလေးတဲ့အရန်ကိုလှတယ်နော်မ ဒီ ကြိုက် ည ယူ လေးက ပါ လေသူကလေကြောက်ရည်လေးကလည်းအရန်လာရယ်ဆိုတော့လေ36ကို30နဲ့ပေးထားတာဆိုတော့လေအဲ့ဒါလေးကနည်းနည်းလေးတော့တစ်လစ်ကလေးဖြစ်နေအဲ့ကြောင့်မလို့နော်အမ ဒီပုံစံလေးကလေဟိုတက်သူចောင်းသူလေးနိုင်ငံခြားចောင်းသွားတက်တဲ့လူတွေညအောင်အဆောင်သဘောမျိုးနဲ့အသုံးပြုလို့ဆိုတော့အရန်အသုံးဝင်နေတာလေးညလေးလေ quality ကောင်းပြီးလှရဲသူကလေဒီဇိုင်းလေးကလေရိုးရှင်းရှင်းလေးဆိုတော့ပုံစံလေးတော့မနော်ဝင်လိုက်လို့ရှိရင် နာငကဝင်လာတဲ့အမ အော်ဟုတ်လားမမ ငကမိုးစက်လေး3 အော်ဟုတ်မမအဲ့ဆိုကြည့်ပေးပါအောင်ရှင်မမခုနကဝယ်သွားတာလေမိုးဆက်ကလေးပဲနော်မိုးဆက်ကလေးပဲဆိုတော့မမမြာလေးကလေအစုံလိုက်ကလေးဖြစ်သွားအောင်မမလောက်ကက်ကလေးနဲ့မမခုနကဝယ်ထားတဲ့မြာ30မိုးဆက်ကလေးနဲ့ဆိုလို့ရှိရင်အရန်လိုက်ဖက်ပါတယ်ရှင်မမဒီဟာလေးကအေးယူသွားပါပြီရှင်ကျေးဇူးအများကြီးတင်ပါတယ်ခုနမမအေမီ မမင်းငယ် မမီကျော်ဟုတ်ကဲ့ပါမမီကျော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်စိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံပါစေစီးပွားရေးလည်းဒီလာတိုးပွားအောင်မြင်ပါစေအလုပ်ကိုင်တွေလည်းအများကြီးတိုးပွားအောင်မြင်ပါစေရှင်ယတနာရှိရအင်နာလာပြီးတော့များလေးကဲ့သို့ပဲကြည်လင်ခြင်းအေးမြခြင်းအေးချမ်းခြင်းတွေကိုပိုင်ဆိုင်နိုင်ပါစေဘဝတစ်လျှောက်လုံးရရှိပါစေလို့ဆိုပြီးကမမတို့ဆုတောင်းပေးပါတယ်ရှင်ကျေးဇူးလည်းအများကြီးတင်ပါတယ်ရှင်ကဲအဲ့ဆိုရေးဆိုပြီးနောက်ထပ်မြနံပါတ်1ကိုပြောပြပါမယ်ရှင့်နံပါတ်1ကလေးကတော့ပိုင်ရှင်လေးရှိသွားပါပြီเนาะနံပါတ်2ကလေးကတော့ဒီမှာပါသူကကြတော့လေဆိုပြီးတော့ဒီပုံစံလေးကအစမ်းလေးเนาะညီမလေးအစမ်းလေးဆိုတာကသူကဒီပုံလေးနဲ့လည်းမတူသူကကြတော့ပုံပြီးတော့ရှည်တဲ့ရှိပုံစံမျိုးလေးလောက်ထားတာပါရှင့်ရှည်တဲ့ရှိပုံစံလေးညာကြောက်ဆိုင်ကတော့ဒါလေးကနည်းနည်းလေးပိုကြီးရယ်เนาะဒါလေးကနည်းနည်းလေးပိုကြီးရယ်ကြောက်ဆိုင်ကလေးကလေဒါကကြတော့သူကဒီတက်ဆိုင်ပို့ပြီးတော့ပေါ့เนาะရှည်သွယ်တဲ့ပုံစံမျိုး shape ကိုလောက်ထားတာပါရှင့်စိတ်လေးတွေကလည်းအားလုံးဖြူတန့်လေးတွေပဲသုံးထားတာပါဒီနံပါတ်1ကျိုးလေးရကြတော့ဒါကကြတော့မမ30ကို25သိန်းနဲ့ရပါမယ်ရှင်ဒီကမြလေးကဒါလေးကလေအမြဲတမ်းတော့ကိုယ့်ရဲ့အဆောင်အဖြစ်နဲ့မြလေးကိုစောင့်ထားလို့ရတယ်အမြဲတမ်းပေါ့နော်တချို့ဆိုရင်လေအမြဲတမ်းဝတ်ထားခြင်းလို့ daily ပေါ့နော်နေ့စဉ်လေးအသုံးပြုပြီးဝတ်ထားခြင်းလို့ပေါ့နော်ဘယ်လိုမျိုးလေးစောင့်ရမလဲဆိုရင်တော့ဆိုဖီကတော့မြလေးတွေစောင့်ပါလို့အကြံဉာဏ်ပေးခြင်းပါတယ်ရှင်မြကတော့ဆိုဖီဆိုအရန်ကြိုက်တဲ့ကြောက်မြက်ရတနာထဲမှာမြကနံပါတ်1ပါဆိုဖီအရန်ကြိုက်ပါတယ်ဘာကြောင့်လဲဆိုတော့သူ့ကိုကြည့်ရင်ကိုအေးချမ်းခြင်းသဘောကိုစောင့်တဲ့အတွက်ကြောင့်မလို့ဆိုဖီအရန်ကိုနှစ်သက်ရတဲ့ရတနာတစ်ပါးပါဒါကတော့နံပါတ်1ကလေးပါရှင်ဒီမြလေးကတော့အရန်ကိုချစ်ဖို့ကောင်းတဲ့နံပါတ်1ကလေးပါသူကတော့မမ30ကိုဒီနေ့ live ဆေးမှာ25သိန်းနဲ့ရပါမယ်ဒါလေးယူမယ်ဆိုရင်တော့25သိန်းနဲ့ရပါမယ်ရှင်နံပါတ်1ပါရှင်ပြီးတော့နံပါတ်3လေးကတော့ဒီပုံလေးပါရှင်သူကတော့မိုးရေစက်ပုံလေးမဟုတ်တော့ဘူးပေါ့နော်ဒါကတော့နံပါတ်3ပို့ပြီးတော့ဟိုဘယ်လိုပြောမလဲအဝိုင်းရှိတ်လေးပါအဝိုင်းရှိတ်လေးပါနည်းနည်းခက်ထဲတဲ့ပုံစံမျိုးပေါ့နော်သေးသွယ်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ထဲတဲ့ပုံစံမျိုးလေးလိုချင်နေဆိုရင်တော့နံပါတ်3လေးကိုရွေးချယ်ပါလို့ပြောချင်ပါတယ်နံပါတ်3ကကြတော့ဈေးနှုန်းက85သိန်းကိုဒီနေ့ live ဆေးမှာ65သိန်းနဲ့ရပါမယ်ရှင်85သိန်းကိုဒီနေ့ live ဆေးမှာနံပါတ်3လေးက65နဲ့ရပါမယ်ဒါကတော့နံပါတ်3ပါရှင်သူကတော့မြရဲ့အရည်လေးတွေကတော့အားလုံးသိတဲ့အတိုင်းပဲရှီရှိုင်းရတော့မြကြောက်ရည်အရန်လာပါတယ်တဘာဝသွန်းထွက်စစ်တွေပဲသုံးထားတာဖြစ်ပါတယ်ရှင်ဒါကတော့နံပါတ်3ပါရှင်60က120နဲ့အစ်ဆက်ပြန်ကြပြီးကြည့်ပါဦး120ကဘယ်ဟာလေးလဲတရားလေးမှတရားလေး120လေးပါအဲ့ဒါလေးပါရှင်ညီမလေးတင်စားကိုင်းထားတာလေးပါဟုတ်ကဲ့ပါနီးကပ်လေးတင်စားကိုင်းပေးနေပါတယ်ရှင်မလီဆောင်ဝါကြည့်နေတာအမရဲ့အရန်လှပါတယ်ဒီနကလေး तू ကလေဘေးဘက်ကစိတ်အောင်လေးကလည်းအရန်ချစ်စရာကောင်းတယ်အရန်ကိုလှပါတယ်မမနဲ့ဆိုလဲလိုက်ပါဒီဟာလေးလေးဟုတ်တယ်မမကအမြဲဒီဇိုင်းဆဆန်းလေးကြိုက်တဲ့မမဆိုဒီနကလေးဆိုအရန်မပြင်မာတွေ့လဲကြိုက်မှာပါမကိုအထက်ဆိုမနော်ဒီဇိုင်းဆဆန်းလေးကြိုက်တတ်တာ तू ကနောက်ချက်ဒီမှာမမကအရက်ရှိရှိမျက်နှာသွယ်နေဆိုဒီလိုငကက်ရှိရှိနဲ့လည်းလှမှာပါရှင်မမ140လားဟုတ်တယ်မမ140ပါဒါ60ပါရဲ့140ပါဒီဘက်ကတော့140ကိုနဲ့120နဲ့ပေးထားပါရဲ့ရှင်20ပဲกว่าရဲ့ဒါပေမဲ့နိုင်ငံလုံးကလည်းအရန်လှရဲ့တကယ်လို့သွယ်ရှိရှိလေးလိုချင်မြမများလေးနဲ့ဝတ်ချင်တယ်ဆိုတော့ဒီအရှိငကက်လေးကိုယူပါတကယ်လို့ဒီလိုမျိုးမြကိုလည်းပပေါ်လေးနဲ့ဒီလိုစိတ်အောင်လေးကထထလေးနဲ့ဝတ်ချင်တယ်ဆိုတော့ဒီလိုလေးဒီဘက်ကငကက်လေးကိုယူပါရှင်မကြိုက် screenshot လေးရိုက်ပေးထားပါနော်ဒါဆိုအနီးကလေးပြပေးနေပါတယ်120ဦးလားမရရမဟုတ်120
ဟုတ်တယ်လားဘယ်လောက်လဲညီမလေး 120ကိုရှုပ်ခိုင်းနေတာအမဟုတ် မွေးစီက140 ဟုတ်တယ်မ140ကို120နဲ့ထားပေးထားအရင်ချစ်စရာကောင်းတယ်ဒီမှာကြည့်ပါဦး ဟုတ်တယ်ရမ်းချစ်ဖို့ကောင်းတယ် သူ အ ပေး ရမ်းချစ်ဖို့ကောင်းတယ် ပေါ်အဖွင့်လေးလောက်ထားတဲ့ဇာတ် လည်းကြီးကြီးနော်စိန်ပွင့်လည်းကြီးကြီးတွေပဲ ဒီအပေါ်ဘက်ကနေမှချဲအောင်လိုမျိုးပေါ့နော်စိန်ပန်းပွင့်ပုံစံမျိုးလေးပါတဲ့စိန်ရတယ်ကြီးရဲ့အလဲမှာဒီချားထဲမှာခံထားတဲ့စိန်တစ်လုံးတောင်သူများတပွင့်နဲ့ကက်ခွင့်လို့ရတယ်အမကြည့်ပါစိုက်ကိုကြည့် ဟုတ်တယ်တော်တော်ကိုစိုက်ကြီးတာဟုတ်တယ် အဲ့လိုမျိုး၄လုံးဟိုလောက်ရှိမယ်မအလဲတပွင့်မှာခြားတဲ့ဟာ9လုံး6လုံးစီလောက်တောင်ရှိအကြီးရဲ့ အဲ့ဒါလေးမမလှတယ်အရန်လှတယ် မဒီမှာ အရန်လှတယ်စိန်ကလည်းလေအပေါ်ကအဲ့ဒီအုံလေးကကိုနော်စိန်ကစိန်ကြီးပြီးတော့မအလဲမာလေးများကြောက်နဲ့ကိုခြားထားတဲ့အထဲမှာလောက်ထားတဲ့စိန်ပွဲရလေးတော်တော်အကြီးကြီးပဲအဲ့မမ140ကို120နဲ့ဆိုတော့နော်ဒါလေးတော်တော်လေးတန်တယ်နော် မယူတဲ့နဲ့ ဒါလေးတော်တော်လေးတန်တာပဲ ကဲမမရေးဈေးလေးညှိနေလို့နော်အဲ့ဆိုနောက်ထပ်မတရားလေးပြပြီးဆိုတော့နောက်ထပ်ပြပေးမယ်နော်မ Messenger မှာဈေးလေးတစ်ချက်လောက်ထပ်ပြီးတော့ပြောပေးပါလားမရဲ့ ကြည့်ပေးပါအောင်နော်မမနော်ကဲအခုဆိုပြဒီဟာလေးကလေညီမလေးမတို့မနေ့ကလက်စွပ်ရယ်ငကက်ရယ်ကဒါလေးကပိုင်ရှင်လေးစီရောက်သွားပြီနော်အခုဆိုပြဒီမြောက်လောက်ကက်ကလေးဒါလေးကိုပြပေးခြင်းနဲ့ရှင့်ဒီမြောက်လောက်ကက်ကလေးကတော့တအားကိုမလှတယ်မိုးရေစက်ပုံလေးပါရှင့်ရမ်းလာပါတယ်ရှင်သူ့ရဲ့ဈေးနှုန်းလေးကိုဆိုပြပြောပေးပါမယ်နော်ဈေးနှုန်းလေးက100ဟုတ်တယ်နော်ညီမလေး130ကိုနော်130ပါဟုတ်တယ်နော်ဒီဟာလေးကလေ130ကိုဒီများလောက်ကက်ကလေးက130နဲ့ဒီနေ့ live ဈေးမှာပေးပါမယ်ရှင်130ကို130နဲ့ဒီမြမိုးရေဆက်ကလေးကလေမြရဲ့အရည်လေးကလည်းအရန်ကိုမှလှပြီးတော့လေရှိရှားရလေ quality ဘိုင်းဈေးနှုန်းဘိုင်းကတော့ဒီဟာလေအထွေကိုဒါဆိုပြီးမိတ်ဆက်ပေးစရာမလိုပါဘူးเนาะအရန်ကိုမှလက်ရဘိုင်းကအရန်ကိုမှလှပတာပါရှင်ဒီဟာလေးကတော့130ကို130နဲ့ရပါမယ်ရှင်ဒါလေးယူမယ်ဆိုလို့ရှိရင်เนาะ130နဲ့ပေးပါမယ်ရှင်အရန်လှပါတယ်ဒီရဲ့မြလက်ကက်ကလေးပါရှင်ကြောက်ဆိုင်ကလေးကလည်းကြီးပါတယ်เนาะမိုးရေစက်ပုံလေးပါရှင်130နဲ့ယူပါရှင်130ပါ လိုက်တော့အချင်းချင်းနဲ့ကိုယ်နဲ့ ဟုတ်မဒီယာလေးဒါလေးသမီးပြပေးမယ်မဒီယာလေး ကဲ ဒီလုပ်ပေးလိုက်ပါတော့မ ကဲလုပ်ပေးမယ် မလီ စစ်စနာတယ် မလီစာဝန်ဟုတ်မလီစာ ပိစာတို့လေးလို့ မလီစာနော်မလီစာရေ ဒီလိုဆွတ်တောင်းလို့တဲ့မဟုတ်ဘူးอ่ะ မလီစာကျေးဇူးအများကြီးတင်ပါတယ်ရှင်နာမည်လေးကလည်းတအားချစ်ဖို့ကောင်းပြီးတော့เนาะ ဒီမှာလည်းရမ်းချောတာ ဒီမှာလည်းရမ်းချောတာတဲ့ကဲမမချောချောအတွက်တကယ်ကိုရတနာထိုက်တဲ့ဒီငကက်ကလေးရသွားတဲ့အတွက်ကြောင့်လည်းဆိုပြီးအရန်ကိုဝမ်းသာပါတယ်ရှင်ကျေးဇူးလည်းအများကြီးတင်ပါတယ်ရှင်စိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံပါစေမလီစာရဲ့ဘဝမှာအမြဲတမ်းပျော်ရွှင်ခြင်းအေးချမ်းခြင်းချမ်းမြေ့ခြင်းတွေနဲ့ပိုင်ဆိုင်ရပါစေစီးပွားရေးလည်းကြံစီလိုက်တိုင်းမှာအထမြောက်အောင်မြင်ပါစေအရာအားလုံးကိုထိတ်ဆုံးကနေရရှိပြီးတော့မှကျမ်းမာချမ်းသာခြင်းဒုက္ခအဖျားဖျားနဲ့ဘဝမှာအေးချမ်းပျော်ရွှင်စွာနဲ့စီးပွားလက်လာပါတွေအများကြီးတိုးပွားပါစေလို့မမလီစာအတွက်ကိုဆိုပြေကဆုတောင်းပေးပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်မမကြီးဝတ်ထားတဲ့လက်စွပ်ကလေးအရန်ပြပေးမှာ ပြပေးပါမယ်ရှင် တအားကြီးပြကျင်တာပါရှင်ကဲ အိမ်အောင်လာပြီး ဒီဟာလေးကတော့စပင်းဝတ်ထားတဲ့လက်စွပ်ကလေးစပင်းဒီဘက်လက်ကလေးကိုပါနော်ဒီဘက်လက်စွပ်ကလေးပြောင်းပြီးဝတ်လိုက်ပါမယ်အခုစပင်းပြပေးထားတဲ့လက်စွပ်က၄ခွင်းရှိပါတယ်ရှင်၄ခွင်းမှာနံပါတ်1ကလေးကလက်ညှိုးကလက်စွပ်ကလေးပါလက်ညှိုးလေးကတော့မိုးရေစက်ပုံလေးပါရှင်စိတ်ချင်းတိုက်ဆိုင်နေတာဒါအဲ့ဆိုလို့ရှိရင်တော့ နဲ့နော်ဆုပ်ပြည့်လေး ဟုတ်ကဲ့မမဆိုပြီးလက်မမဆိုပြီးโอเคမမဆိုပြီး ဒီတောင်းပါရောပြန်ခေါ် မမဒါရေဆက်ပဲဝယ်လိုက်တော့မှ55သိန်းကိုမဒီဟာ48သိန်းနဲ့ရပါမယ်ရှင်ဒါလေးကမိုးရေဆက်ကလေးပါ55သိန်းကို48သိန်းနဲ့ရပါမယ်ရှင်ဒီလက်ညှိုးပါမမေရဲ့လက်ညှိုးကမိုးရေဆက်က49မှာလက်ကလေးရကြတော့ဆိုပြီးတော့ဒီလိုပေါ့နော်ခက်ထဲနဲ့ဝှချင်နေဆိုလို့ရှိရင်တော့ဒီဟာလေးကတော့လက်ခလဲလက်စွပ်ကလေးပါလက်ခလဲလက်စွပ်ကလေးကတော့135ကိုဒီနေ့ live ဈေးမှာ115နဲ့ရပါမယ်ရှင်135ကို115နဲ့ရပါမယ်ဒါကတော့လက်ခလဲမှာဝှထားတဲ့ဒုတိယမြောက်လက်စွပ်ကလေးပါရှင်တတိယမြောက်ကလေးကကြတော့
29သိန်းကို24သိန်းနဲ့ရမှာဖြစ်ပါတယ်။သူကတော့မြလုံးကြောလေးပါ29သိန်းကို24သိန်းနဲ့ရမယ်။အရန်ကိုလည်းချစ်ဖို့ကောင်းပြီးတော့ဈေးလည်းအများကြီးမသုံးချင်ဘူးဆိုလို့ရှိရင်ညာလေးလည်းစောင့်ချင်တယ်လုံးကြောလေးကြိုက်တယ်ဆိုတော့ဒါလေးကိုရွေးချယ်ပါလို့ပြောချင်ပါတယ်ရှင်။29သိန်းကို24သိန်းနဲ့ရပါမယ်။ဒါကတော့နံပါတ်3ပါရှင်။24သိန်းပါနံပါတ်4လေးကတော့48သိန်းကို340နဲ့ရပါမယ်။ဒါကတော့ဆိုပြည့်အကြိုက်အသေးပုံပါရှင်48သိန်းကိုမနေ့ကလည်းအသေးအောင်မထွက်မချင်းရောင်းတာနော်48သိန်းကို40နဲ့ရပါမယ်ရှင်ဒါလေးကတော့အသေးပုံလေးပါမနေ့ကဟာလေးကစိုက်ပိုကြီးရယ်နော် ကြီးရယ်မဆိုင်ပိုကြီး ဒါကနည်းနည်းလေးစိုက်လဲသေးတယ်ဈေးလေးလည်းပိုရောပါတယ်သူကကြတော့40နဲ့ရပါမယ်ရှင်အဲ့တော့1 2 3 4ပါအဲ့၄ခွင်းနဲ့ကမမဘယ်ဟာလေးကြိုက်ပါတယ်လဲရှင်ခုနကဆိုပြီးကိုလက်စွပ်လေးသေးချပြပေးပါဆိုလို့ဟုတ်မမဘယ်ဟာလေးကြိုက်ပါတယ်လဲရှင်ဆိုပြီးကိုဈေးလေးပြန်ပြီးတော့ပေါ့နော်ကြိုက်တာလေးကိုပြောပေးပါရှင် အမေကအသေးမိထားရှိတယ် အသေးသေးဒီမှာစုံလေးမှဒါလေး အော်အသေးစုံလေးမေးထားတာလေးရှိရဲ့အတွက်ကိုဆိုပြီးပြပေးချင်ပါတယ်ဟဲ့ချစ်စရာလေးနော်ဒီဟာလေးကဒီလိုလက်စုပ်ကလေးနဲ့ပြီးသွား အ အောင် မ နော် မနေ့ကဝတ်တာငကက်အကြီးလေးအသေးငကက်အကြီးလေးဝတ်ထားတာဒါအသေးဆိုင်လေး ရှင်းပြပေးတာ ဒီဘက်လက်မှာဒီသားလေးမှာတင်တာရှက်ဟုတ်တယ် အကြီးနဲ့ ဒါအသေးဟုတ်တယ်နော် ဟုတ်တယ်တဲ့ အကြီးပြတဲ့ချိန်တော့အသေးလို့ရှင်တော့တယောက်မိရရှိတယ်လေ ဟုတ်အခုဆိုပြီးဒီလိုလေးပြလိုက်မယ်နော်ဒီလိုလေးပြလိုက်ပါမယ်ရှင်ဒါလေးကတော့ဆိုပြီးတို့အသေးလေးကိုတစ်ဆက်ကလေးမေးထားတဲ့မမအတွက်ပြပေးတာပါသူကတော့ငကက်ကလေးရယ်လော့ကက်ကလေးရယ်ဒီလက်မှာဝတ်ထားတာလေးကတော့လက်စွပ်ကလေးရယ်ပေါ့နော်၃မျိုးပါရှင်အပိယာဆက်ကလေးပါရှင်အဲ့တော့ဒီဟာလေးကဆိုပြီးဈေးလေးပြောပေးပါမယ်နော်ဈေးလေးပြောပေးပါမယ်ရှင်ဒီမြတစ်ဆက်ကလေးကိုနော်ငကက်ကလေးရကြတော့ဈေးနှုန်းလေးက140ကို120နဲ့ရပါမယ်ငကက်ကလေးက140ကို120နဲ့ရပါမယ်ရှင်120နဲ့ရပါမယ်140ကို120ပါရှင်ဆွဲသီးလေးရကြတော့210ကို180နဲ့ရပါမယ်ရှင်210ကို180နဲ့ရပါမယ်180ပါရှင် ဒါမနေ့ကမဆပြည့်အရင်ကြိုက်တဲ့အကြီးလေး သိန်းကိုထက်လျှော့ပေးပါလား နံပါတ်3လေးက လုံးကျော်လေး ဒီဟာလေးကဒီလိုဆိုတော့ လုံးကျော် ဒီဟာလေးကလုံးကျော်လေးက29 24နဲ့ပေးထားတာမထက်ချော့ပေးလို့ရသေးလားတဲ့ ဟုတ်အနည်းဆုံးပေးထားပေးပါလေလို့ ဈေးကတော့အနည်းဆုံးလေးပေးထားပေးပါ ဈေးကတော့အနည်းဆုံးလေးပေးထားတာပါတဲ့ဟုတ်ပါတယ်နော်အများလုံးကျော်ဒီအရေးဒီ quality လေးကို ကျောက်ဆိုင်ကြီးရယ် 24သိန်းပါနော် ကျောက်ဆိုင်လေးတော်တော်ကြီးရယ် ဆိုပြီးဝတ်ထားတဲ့ဟန်းချင်းလေးကဈေးဘယ်လောက်လဲမသိဘူး ဟောမမဆိုပြဝတ်ထားတဲ့ဟန်ချင်းလေးကဒီမှာနော်65သိန်းကို80ပါရှင်65သိန်းကို80ပါ 95သိန်းထားပေးပါတဲ့ 85ထား အဲ့ ပြီ မကြီးရေးဆိုမကြည့်ဘူး ထားပေးလိုက်ပါနော်မသစင်နဲ့နော် ပါမယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်မသစီစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံပါစေရတနာလည်းအများကြီးတိုးပွားပါစေရှင်ရတနာရှိရရတနာလာပြီးတော့စီးပွားရေးလည်းဒီလာတိုးပွားအောင်မြင်ပါစေမသစီရဲ့ဘဝမှာအမြဲကျမ်းမာချမ်းသာခြင်းဒုက္ခအဖျားဖျားနဲ့ပြည့်စုံပြီးတော့စီးပွားရေးဒီလာတိုးပွားအောင်မြင်ပါစေကျန်စီကမြအောင်မြင်ပြီးတော့အမြဲစိတ်ချမ်းသာပျော်ရွှင်ပါစေလို့ဆိုပြီးမသစီဆိုဆုတောင်းပေးပါတယ်ဆိုပြီးနဲ့နာမည်ချင်းတူတယ်နော်နောက်ဆုံးလုံးလေးရကျေးဇူးတင်ပါတယ်ရှင် အဲ့ဆိုခုဒီမှာတင်တာလေးအရန်ခက်စားနေတဲ့ဟန်ချင်းလေးပြပေးချင်လို့ပါအခုကဒီလိုကာလာဆောင်ဝတ်တဲ့ခက်ပေါ့နော်ဒါမျိုးဆိုအရန်ကိုအခုတင်သားဆိုင်မှာအရန်လေးရောင်းရတယ်ညင်သမျှထွက်သမျှလည်းအမြဲတမ်းကုန်တယ်ပေါ့နော်ချစ်ချင်းရောင်းလိုက်ရတဲ့ဟန်ချင်းလေးပါရှင်ဒါဆိုဒီလိုမျိုးsapphire လေးရယ် ruby လေးရယ် diamond လေးရယ် emerald လေးရယ်ပေါ့နော်ဒီလိုကာလာဆောင်လေးကိုအရန်ကိုလှပါတယ်ဒီဒါလေးတင်တာပြပေးချင်ပါတယ်ရှင်ချစ်စရာအရန်ကောင်းလို့ပါနော်အခုတင်တာဒီမှာကင်မေးထားတဲ့ညဟန်ချင်းလေးကတော့390ကိုဒီနေ့ဝယ်မယ်ဆိုတော့380နဲ့ရမှာဖြစ်ပါရဲ့ရှင်အလဲကစိန်ဟန်ချင်းကလေးကတော့တကယ်လို့တကုံးချင်းစီယူချင်လည်းရပါတယ်ညလေးပဲယူမယ်စိန်လေးပဲယူမယ်အနီ ruby လေးပဲယူမယ် sapphire လေးပဲယူမယ်ဆိုလည်းရပါတယ်ရှင်ဒီဒုတိယမြောက်စိန်ဟန်ချင်းလေးကတော့88သိန်းကိုဒီနေ့ဝယ်မယ်ဆိုတော့66သိန်းနဲ့ရမှာဖြစ်ပါရဲ့ရှင်နောက်ထပ်တစ်ခုဒီဘက်က ruby hand chain လေးကတော့60နဲ့ ruby hand chain လေးက45သိန်းကိုဒီနေ့ဝယ်မယ်ဆိုတော့35သိန်းနဲ့ရမှာဖြစ်ပါရဲ့ဒီဘက်က sapphire hand chain လေးကတော့65သိန်းကိုဒီနေ့ဝယ်မယ်ဆိုတော့350နဲ့ရမှာဖြစ်ပါရဲ့ရှင်ဒီ hand chain လေးကြာလေးကိုဒီနေ့ဝယ်လို့လည်းအဆင်ပြေတယ်
ခုနကလုံးကျော်လက်စုပ်ကလေးကလေမမဟွာနဲ့ပေးထားတာ24နဲ့ပေးထားတာ နည်းလေးရှုပ်ပေးပါလူချင်းလုံးပါ စသိန်းဆောင် 23နဲ့ပေးပါမယ်တဲ့နော် short ပေးပါမယ်အရန်တန်တယ်နော်ဒီလုံးကျော်လေးဆိုဒီမှာကြည့်ကြည့်ပါအောင်နော်အရန်လာပါတယ်ရှင်မြလုံးကျော်လေးက23သိန်းနဲ့အဲ့ဒါတော့နောက်ဆုံးဈေးလေးဖြစ်သွားလို့ပါနော်ဆိုပြီးဒီဟာလေးကို23နဲ့ယူပေးပါရှင်23ပါရှင်ဒါလေးယူမယ်ဆိုတော့ဆိုပြီး23ယူလို့မှတ်ပေးပါရှင်23လေးနဲ့ယူပေးပါနော်မမနော်တသိန်းလေးထပ် short ပေးပါရရှင် ပြောပြလိုက်တယ်73နဲ့ပြီးထားလို့ပြောလိုက်တယ်နော်သူတို့ confirm ပြန်လို့ မမေအီမော မိတ်ဒါလေးက ဟုတ်တယ် ဟုတ်မမမေးအီမနော်23နဲ့ပေးလိုက်ပါရရှင် မိုင်ကြိုင်အားပေးပါ23ကအရန်ကိုတန်နေပြီနော်မလုံးကျောဆိုင်လေးလည်းကြီးတယ်မနော်လုံးကျောဆိုင်လည်းတော်တော်လေးကြီးပါတယ်ပြီးတော့လေလုံးကျောမှာလုံးဝအနာစာလုံးဝမရှိဘူးမလုံးကျောလေးကိုမှဆင်ပြီးတန်နေရပါပဲမဒီမှာပါလုံးကျောလေးအနီးကပ်လေးပြပေးလိုက်ပါရှင် ဒီမဲ့အမေ မမေးအီမမမေးအီမ မအေးမအေးဟုတ်တယ်မေအေးမဟုတ်တယ် မမေးအီမဟုတ်မမေးအီမကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျမချမ်းသာခြင်းနဲ့ပြည့်စုံပါစေရဲ့နာရီအများကြီးတိုးပါစေရှင်ဒီရဲ့နာလေးကမမအတွက်တကယ်ကိုအေးချမ်းခြင်းတွေကိုဆောင်ပေးနိုင်မေရနာလေးအများကြီးကိုထပ်ပြီးတော့တည်ဆောင်ပေးနိုင်တယ်နော်တကယ်ကိုအဆောင်လက်ဖွဲ့ရနာလေးဖြစ်ပါစေကျမချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အမြဲတမ်းစီးပွားရေးလက်အရှိန်အဟုန်နဲ့ဒီအလားတိုးပါအောင်မြင်ကျမချမ်းသာပါစေလို့နော်မမအတွက်ကိုဆိုပြီးစတောင်းပေးပါရရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကဲအဲ့ဆိုလို့ရှိရင်ဆိုပြည့်ဆိုပြည့်လေအခုဆိုပြည့်ရဲ့နားမှာဆွဲထားတဲ့အိုးလှလိုက်တာနော် အိုးမလာဟန်ချိတ်တော့မစအရန် အရင်လာတယ်နော်ဒီဟာလေးဆိုပြည့်ပြပေးချင်ပါရဲ့ရှင်ဒါလေးကတော့ဆိုပြည့်တို့နှဆွဲလုံးဝကိုမှလေခက်မိုက်ဒီဇိုင်းတွေကိုမှကြိုက်တယ်ဆိုတော့မမတို့အတွက်ကိုမှအရန်ကိုမှမိုက်တဲ့ဒါကတော့ဟိုနှဆွဲကြီးပေါ့နော်အရန်ကိုလှတဲ့နှဆွဲကြီးပါရှင်အနီးကပ်ပြပေးမယ်နော်အရန်ကိုမှလှတဲ့နှဆွဲကြီးပါရှင် အရန်လှတဲ့အပြင်လက်ရပိုင်း ကဲဒီဟာလေးက အကုန်လုံးလေအိုးလောက်ထားတယ်အရန်ကိုလှတယ်သူကလေငကတ်တစ်ခုထဲမှာလေအဲ့လိုမြားရဲ့အပွင့်လေးကကြွနေတာသူကမြားရဲ့တပွင့်လေးရဲ့ကြွနေဒီမှာလေကြည့်လိုက်တာနဲ့ဟိုငကတ်မှာအပွင့်3ပွင့်ချင်းကနေလင်းကနေမြင်ရအဲ့လိုမျိုးမြင်နေရတဲ့အစိမ်းရောင်လေးကြွနေအောင်လုပ်ပေးထားတာပါလက်ရပိုင်းနဲ့အရန်ကိုလှပါတယ်ရှင်ကိုပရိမလို့ကိုပြောရမဟုတ်ပါဘူးတကယ်လေအပြစ်မှာကိုမကိုဟိုစိုက်မလာလို့ testing လုပ်ကြည့်လို့ရှိရင်လည်းတကယ်ကိုလက်ရလှကြအောင်သိမှာပါလက်ရအရန်လှပါတယ်ရှင် ဒီဟာလေးတအားကိုလှပါတယ်ဒီများနှဆွဲကြီးကတော့950ကို480နဲ့ရပါမယ်ရှင်950ကို480နဲ့ရပါမယ်မြနှဆွဲကြီးပါရှင်အရန်လှပါတယ်ဒီများနှဆွဲကြီးရဲ့ပိုင်ရှင်မမချောချောလေးကိုမြင်ချင်ပါပြီရှင်950ကို480နဲ့ရပါမယ် စိန်ဆိုင်ဆိုလဲစိန်ကိုစိန်အသေးအသုံးထားတာမဟုတ်ပါဘူးအလဲမှာဆိုလဲစိန် rose ကမိုးဆက် site အကြီးတွေကိုအသုံးပြုထားရပါဒါကြောင့်မလို့အထည်ကပို့ပြီးတော့ကြွရွာပြီးတော့ပို့ပြီးတော့ရန်ကိုလှနေရပါရှင်စိန်ဆိုင်ကြီးတွေအသုံးပြုထားရပါ အရန်လာပါတယ်ဒါကတော့မြနှဆွဲကြီးပါ950ကိုမမ480နဲ့ပေးပါမယ်ရှင်950ကို480နဲ့ပေးပါမယ်ရှင် ဟန်ချင်းလေးနဲ့ဝန်ဆက်လေး ဒီမှာဟန်ချင်းလေးနဲ့သူကဝန်ဆက်ပါ ဟန်ချင်းကလည်းလှလိုက်တာဆိုတာပြောစရာမရှိဘူး ပါလို့ပါ အော်သူချက်ကလည်းဆွဲလို့ရပါတယ်ဒါကကြတော့1150ပါဒီမြဟန်ချင်းကကြတော့သူကတပတ်လေပါเนาะဒါဆိုပြီးအနောက်ဘက်ကိုလှည့်ပြပါမယ်ဒါကမြမှာလုံးဝကိုတပတ်လေဒါချက်ကလည်းဆွဲလို့ရတဲ့ပုံစံပါရှင်ဒီရဲ့ပြအပြားလေလေ ပြီးတော့ဟန်ချင်းကလေအရန်ကိုပြော့ရတဲ့ဒီမှာမမလှည့်ပြနေရတော့မလုံးဝဒီမှာပြော့နေတဲ့ဟာ ဝေးရတာเนาะမပင်ပန်းဝေးရတာလုံးဝမပင်ပန်းမဲနဲ့မှလေတကယ်ကိုထည့်ပြီးလာ စောက်အိုးတွေတစ်ခုကိုလှုပ်ထားတဲ့ joint set တွေကအရန်ကိုလက်ရအရန်သေးတက်တဲ့အတွက်လေသူကဒီဇိုင်းကအရန်ကိုပြော့ပြောင်းပြီးတော့ဝေးရတာဒီဟန်ချင်းအကြီးဝေးရလို့ကိုယ့်လက်မှာထောက်တာမှာတခုမှမရှိဘူးလက်နဲ့တကယ်ကိုအသားကျပြီးကိုယ့်လက်ကပုံစံရဲ့အချိုးအစားတိုင်းကိုဟန်ချင်းနဲ့လိုက်ပြီးတော့လုပ်ပေးနေပါပါကတ်နေပါပါရှင် လက်ညှိုးကလက်စွပ်ကလေးကတော့ဈေးနှုန်းလေးက55သိန်းကို48သိန်းနဲ့ရပါမယ်မိုးရေဆက်ကလေးပါရှင်မိုးရေဆက်ကလေးပါသူက55ကို48နဲ့ရပါမယ်ရှင်မိုးရေဆက်ကလေးပါရှင်48နဲ့ရပါမယ်ရှင်မမမေသူခိုင်နော်ကဲဒီဟာလေးကတော့1150ကိုဒီနေ့ live ဆေးမှာဒီမြလက်ကောက်ကြီးကတော့
1150ကို900နဲ့မြဟန်ချင်းကြီးရပါမယ်900နဲ့ရပါမယ်ရှင်အရန်လာတယ်ဒါလေးကလုံးကြောလေးတွေပါနော်အရန်လာပါတယ်1150ကို900နဲ့ရပါမယ်ရှင်အရန်လာပါတယ်ဒါလေးက900ပါရှင်ပြီးတော့ဒါလေးချွတ်ကားလေးလည်းလုပ်လို့ရတယ်နော်ဟုတ်တယ်တူဝဲသုံးပြီးလို့ရတော့ပို့ပြီးတော့တန်တာပေါ့နော်ဝယ်တဲ့မမရဲ့အတွက်ဆိုနောက်ဖက်ကနေကျွန်တော်တို့ဒါတန်ချိုး extension လေးနဲ့နောက်ဖက်ကနေအဲ့လိုရွှေတန်ချိုး extension လေးလုပ်ပြီးတော့ချွတ်ကသဘောမျိုးနဲ့ဝတ်ချင်လဲရရဲ့ဟန်ချိတ်သဘောမျိုးနဲ့ဝတ်ချင်လဲရပါတယ်ရှင်တူဝဲသုံးပြီးလို့ရပါတယ်ချွတ်ကပ်ချာ တဲ နော် ဝတ်စနေချက်ပြန်ပြ အသေးဝတ်စ အသေးဝတ်ဆက်ကလေးကအော်ဒီမှာဒါလေး အသေးလေးစိတ်ပဲ လက်စုပ်ကဒီမှာလက်မရှိရယ်မိုးဆက်လက်စုပ်ကလေးကကြတော့55ကို40ခွန်ပါရှင်လက်ညိုးကမိုးဆက်လက်စုပ်ကလေးက55ကို40ခွန်ပါရှင်အော်ဟိုမှာနော်ဟုတ်ခုနအသေးလေးပြန်ပြခိုင်းလို့ပါကပ်ပြီလေနော် ဒီမှာပါမြအသေးလေးပါရှင်အနီးကပ်လေးပြပေးပါမယ်ရှင်ဒီမှာအသေးပုံညနကက်လေးရဲ့ညဆွဲသီးလေးရဲ့ပါရှင်ဆွဲသီးလေးရလဲလေတကယ်ဟိုမှဟိုအရန်ကိုလှပြီးတော့ hashtag design လေးလဲပေါ်လွင်နေပြီးတော့စိန်လေးကိုရိုးရှင်းရှင်းလေးဒါတို့စိန်လေးနှစ်ထပ်ပတ်ပေးထားတော့ပို့ပြီးတော့ထည့်ပါရဲ့ရှင်လိုကိုရဲ့လှပရဲ့ရင်ညွတ်ပေါ်မှာတင်လိုက်လို့ရှိရင်အသေးလေးနဲ့အရန်ကိုချစ်စရာကောင်းပြီးချစ်တယ်ရှိနေမှာပါငကက်လေးနဲ့ဝမ်းဆက်လေးပါရှင်ပြီးတော့သူကလေပေါ်ဘက်ကချိတ်ကောင်းလေးကိုလည်းတင်တော့ပေါ်အောက်ဘက်ကဟို hashtag လေးနဲ့လာလို့ရွှေချိတ်ကောင်းလေးကိုလည်းအသေးပုံစံလေးလုပ်ပေးထားပါတယ်ဝက်ဆက်နှစ်ခုလုံးကအရေးကလည်းလုံးဝတရည်သေးပါရှင်အရေးလည်းလုံးဝညီပါတယ်ဟိုငကက်နဲ့ဆွဲသီးဖြစ်နေလို့ဆွဲသီးကအရေးရောတာငကက်ကအရေးရောတာမျိုးမရှိပါဘူးငကက်ဆွဲသီးနဲ့ငကက်ကောဆွဲသီးရောကကြောက်အရေးကအတူတူပါပဲရှင်အရန်ကိုလှပါတယ်အခုဒီငကက်ဒါလေးလည်းအနီးကပ်ပြပြီးပြီဆိုတော့အခုတင်သားလေးလက်မှာဝတ်ပြပေးထားတဲ့ဟာလေးပြောပေးချင်ပါတယ်တင်သားလက်မှာဝတ်ပြပေးထားတဲ့လက်စွပ်ကလေးကိုလည်းစီလေးပြောပေးပါမယ်ရှင်ဒါကတော့လုံးဝ fancy ဆန်တဲ့လူငယ်အကြိုက်ဒီဇိုင်းလေးတွေပါအခုတင်စားရဲ့လက်ညိုးမှာလက်ကလေးမှာဝတ်ပြပေးထားတဲ့ဒီလက်စွပ်ကလေးကတော့ဒီအလွယ်ဒီဇိုင်းလက်စွပ်ကလေးကတော့သူက36သိန်းကိုဒီနေ့ဝယ်မယ်ဆိုတော့330နဲ့ရမှာဖြစ်ပါရဲ့ရှင်လက်သေးချွေရဲ့ဒီဘက်ကအပေါ်ဘက်ကလက်စွပ်လေးကတော့သူကတော့စပတ်စီညစပတ်စီကိုမှတင်စားတို့အလွယ်ဒီဇိုင်းလေးလုပ်ပေးထားပါတယ်တင်စားတို့ဒီလိုနော်လက်စွပ်သေးလေးဝယ်လေတင်စားတို့ certificate တွေထုတ်ပေးပါရဲ့ရှင်23သိန်းကိုမှ18သိန်းနဲ့ရမှာဖြစ်ပါတယ်ဒီနေ့ဝယ်မယ်ဆိုဒီအောက်ဘက်ကလက်စွပ်လေးကတော့29သိန်းကိုမှ26သိန်းနဲ့ရမှာဖြစ်ပါရဲ့ရှင်ခုနောက်ထပ်ဒီမှာတင်သားလက်မဝတ်ပြပေးတိုင်းဟန်ချိတ်လေးတစ်ချက်လောက်ပြပေးပါလားရှင်လက်မဝတ်ပြပေးတိုင်းဟန်ချိတ်လေးကဒီမှာအရန်လှပါရဲ့ဒါလေးအခုနောက်ပိုင်းမှာဒီလိုမျိုးခစ်စားနေရဘူးလို့ရှင်ကာလာစုံလေးပေါ့နော်ပေါ်ဘက်မှာဆိုရင်တော့ sapphire လေး ruby လေးစိတ်လေးနဲ့ဒီလိုမြဟန်ချိတ်လေးနဲ့ဒီလိုမျိုးကာလာအစုံလေးတွဲထားတာပါအကုန်လုံးကဒီလိုဟန်ချိတ်အဒီဒီလိုအပြော့တကွင်းစီပါနော်တကွင်းစီဝတ်ပြပေးထားတာပါရှင်တကွင်းစီဝတ်ပြပေးထားတာပါတခုချင်းစီဝယ်ချင်လဲရပါတယ်ကိုကဒီလိုမျိုးအများကြီးဒီလိုအပြည့်ဝတ်ချင်လဲဆိုလဲဝယ်လို့ရပါတယ်ရှင်ဒီမှာပါကဲလို့ကြိုက်တယ်ဆို screenshot လေးရိုက်ပြီးတော့ဟို messenger နဲ့တွားရောက်ပြီးမင်းမြတ်နိုင်ပါတယ်ရှင်။ဒါဆွမ်းနာတော့ဈေးလေးတစ်ခုချင်းစီပြောပေးပြီးသွားတယ်ဒါပေမဲ့ကင်ပြရတယ်လက်မှဝတ်ပြရတယ်မတူလို့လက်မှဝတ်ပြပေးလိုက်တာပါ။ရန်လာပါတယ်နော်။လူငယ်အချိုက်ဒီဇိုင်းလေးတွေပေါ့နော်တင်ပြပေးလိုက်တာကတော့ခုဒီမှာမဆပ်ပြေဝတ်ပြပေးထားတဲ့ဒီမှာမြလုံးချောချိုကပရက်အကြီးကြီးဆက်လေးကိုပြပေးချင်ပါတယ်ရှင်ဒါကတော့အရန်ကိုမှလေတွေ့ချင်းကိုအရန်ကိုသဘောကျသွားတဲ့ချွတ်ခါကြီးပါအရန်ကိုလှပါလှလိုက်တာမရဲ့မမျက်နှာနန်းဆန်တာနဲ့ဒီကျိုးရဲ့အလှနဲ့တော့တကယ်အရန်လိုက်ချွတ်တာပဲကျိုးလေးကလှနေတော့လူပါလိုက်လာအောင်ဒီဟာလေးကတော့ချွတ်ခါလေးပါရှင်သူကမြလုံးကြောလေးတွေပါဒီ9ဖွင့်ပါပါတယ်မြလုံးကြော9ဖွင့်ပါပါတယ်ရှင်ဒီချွတ်ကတော့အရန်ကိုမှလာတဲ့ချွတ်ခါလေးပါရှင်အော်ခုနကအပြောင်အဲ့ဆိုပြန်ဝတ်ပြမယ်နော်ဟုတ်ပြန်ဝတ်ပြပါမယ်ရှင်မဟုတ်မမကိုပြန်ဝတ်ပြပါမယ်ခုနကမဆွဲကြီးတဲ့ဒါဈေးလေးတော့အရင်ပြောလိုက်မယ်နော်ညအော်လက်ခန်းချိန်လေးရဲ့စိန်တန်းဈေးလေးဟုတ်ကဲ့ပြောပြပါမယ်ရှင်ခဏလေးပါနော်ကိုပြီးရောညဟန်ချင်းဒီစိန်ဟန်ချင်းလေးရဲ့ဈေးကတော့88သိန်းကို66သိန်းနဲ့ရမှာပါ။ तू ကလေစိန်ကပတ်လည်ပါတဲ့အပြင်ကိုအပေါ်ကနောက်ဘက်ကဟိုပေါ့ခလုတ်ပေါ့နော်ဖြုတ်တက်လုပ်တဲ့ခလုတ်ပေါ်ထိတင်သားတို့စိန်တွေအကုန်သုံးပြုပေးထားပါတယ်စိန်တွေအကုန်တက်ပေးထားပါတယ်ရှင်။အဲဒါကြောင့်မို့ဒီလိုနေရာလက်မကျန်စိန်ရအကုန်ပါပါတယ်
အရန်ကိုလှပါရဲ့ဒီဟန်ချိန်လေးလေ ညလေးတော့လက်စွပ်စွာပဲ မဝတ်ထား အော်ဒီဟာလေးကိုပြောရနေတူရယ်နော်ဒီဘက်ကဟာလေးကမြလေးတောင်လက်စွပ်ကလေးပါရှင်မြလေးတောင်လက်စွပ်ကလေးကတော့145ကို130နဲ့ရပါမယ်ရှင်145ကို130နဲ့ရပါမယ်ဒါကတော့မြလေးတောင်လက်စွပ်ကလေးပါ130နဲ့ရပါမယ်ရှင်ခုနကလေမမတယောက်ကဆိုပြီးခုနဆွဲထားတဲ့ဒီနှစ်ဆွဲကြီးကိုပြန်ပြီးတော့ကြည့်ကျင်တယ်ဆိုလို့ဆိုပြီးဒါလေးကိုပြန်ဆွဲပေးထားပါတယ်ရှင်ဒါကတော့ဒီနှစ်ဆွဲကြီးကတော့950ကိုမမ480နဲ့ပေးထားပါတယ်ရှင်ဒါကတော့လေအရန်ကိုမမိုက်တဲ့နှစ်ဆွဲကြီးဖြစ်ပါတယ်မြနှစ်ဆွဲကြီးပါရှင်950ကိုမမ480နဲ့ရပါမယ်ရှင်မမ480နဲ့ရပါမယ်လက်ကောက်ကကြတော့လေလက်ကောက်ကဟန်ချင်းက1150ကိုမမဒီနေ့ live ဆေးမှာ900နဲ့ရပါမယ်ဒီလက်ကောက်ရဲ့အားသာချက်ကလေလက်ရတစားအရန်လာပြီးတော့ကြောက်ရည်သွေးအရန်ကောင်းပြီးတော့မှလေဝတ်ထားလို့ဝတ်ထားမှမသိပဲနဲ့အဲ့လိုမျိုးပေါ့နော်ဒီလိုတောင့်ပြီးတော့နေရခတ်နေတာတွေအဲ့လိုနာတာမျိုးတွေလုံးဝမရှိပဲဆိုပြီးအခုဆိုဒီလိုမျိုးလေးတွေလုပ်လို့ရတယ်ပေါ့နော်လုံးဝပျော့ပြီးတော့လေပျော့ဖတ်ပြီးတော့မှအရန်ကိုမှလူကိုလေတက်ဖြစ်စေတဲ့လူကိုတက်ဖြစ်စေတဲ့လက်ကောက်မျိုးပါနော်အရန်ကိုဝတ်လို့အရန်အဆင်ပြေပါတယ်ရှင်ဒါလေးကတော့မမမြဟန်ချင်းလေးက1150ကို900နဲ့ရပါမယ်ရှင်ဒါလေးက900ပါရှင် ဟန်ချိန်ဝတ်တယ်ဆိုပြီးဟိုလေးလက်မှာထောက်တာမှာကလားဖြစ်တယ်လုံးဝမရှိဘူးတကယ်အာမခံတယ်လုံးဝဒီဇိုင်းမတို့ဟိုဒီဇိုင်းကြိုက်ပြီးဝင်ရင်လည်းလက်ရပိုင်းမို့လည်းထပ်ပြီးတော့ကြိုက်ပါလိမ့်မယ်တကယ်ကိုအရန်ကိုလက်ရမြောက်တဲ့ဟန်ချိန်လေးတကယ်ကိုတော်တော်လေးလှပါတယ်ပြီးတော့မမနှစ်မျိုးဝတ်လို့ရတာပေါ့နော်ဒါကိုချွတ်ကပုံစံမျိုးလုပ်ပြီးတော့လေဘင်းမှာဆွဲမယ်ဆိုလို့ရှိရင်လည်းသူကပြက်ကြီးလေးနဲ့မူလို့လေအရန်ကိုမှထည့်ပြီးတော့အရန်ကိုလှပါတယ်ရှင်မမဒါကလက်ကောက်လည်းဟန်ချိန်နဲ့မဝတ်လို့ရတယ်ပြီးတော့လေဘင်းမှာလည်းလိုမျိုးလေးပေါ့နော်ချွတ်ကလေးဆွဲလို့ရပါတယ်သူကတော့မမ1000နဲ့150ကိုမှဒီနေ့ live ဈေးမှာများဟန်ချိန်လေးက900နဲ့ရပါမယ်ရှင်ဆိုပြီးအခုပန်ထားတဲ့ဆွဲထားတဲ့မြနဲ့ဆွဲလေးကတော့950ကိုမမ480နဲ့ရပါမယ်ရှင်စိတ်ပွင့်နေလဲကြီးရင်ရှာ ညာလက်စွပ်အသေးတွေကဆိုပြီးခုနကပြတယ်လေမိုးရေဆက်ကလေးတွေလေမိုးရေဆက်ကလေးဒါလေးလားမသိ ဟုတ်တယ်မဒါလေးရောပေါ့ကိုလိုက်ဟုတ်ညာလက်စွပ်အသေးတွေကဆိုပြီးဒါလေးပြပေးမယ်နော်သူကကြတော့လေမိုးရေဆက်ကလေးကတစ်ခုရှိမယ်ဒါလေးလည်းရှိမယ်မိုးဆက်သေးလေးဒါလေးတော့သေးလေးဒါလေးတော့အသေးလေးဝိုင်းသေးလေးပြီးတော့လေခုနလုံးချိုးလေးတွေရှိသေးလားမသိဘူးနော်မြလုံးချိုးလေးဒါလေးချောလေးလေးမှချစ်ချင်လို့ဆိုရင်မစင်ညာတောင်းအော်မစင်စားတာဟိုမှာလုံးချောလေးရှိမှာဆိုပြီးအခုလေဟိုဈေးလေးလည်းအရန်မများပဲနဲ့ပေါ့နော်ပေါ့ပါဝတ်လို့ရမယ့်ဟာလေးကိုဆိုပြီးအခုဒီလက်9ချောင်းမှာမိတ်ကလေးဝတ်အတွက်များလေးတွေဆိုပြီးဝတ်ပေးထားပါတယ်လက်မမှာဝတ်ထားတာလေးကိုအရင်ပြောပေးပါမယ်ရှင်26သိန်းကို22သိန်းနဲ့ရပါမယ်နံပါတ်1ပါ26သိန်းကို22သိန်းနဲ့ရပါမယ်ရှင်နံပါတ်2ကလေးကတော့55သိန်းကို49နဲ့ရပါမယ်နံပါတ်2ကတော့မိုးရေဆက်အကြီးလေးပါရှင်55ကို49နဲ့ရပါမယ်ရှင်နံပါတ်3လေးကတော့24သိန်းကို20နဲ့ရပါမယ်နံပါတ်3လေးပါနော်24သိန်းကို20နဲ့ရပါမယ်နံပါတ်3ပါရှင်နံပါတ်4လေးကတော့45သိန်းကို40နဲ့ရပါမယ်နံပါတ်4လေးက45ကို40နဲ့ရပါမယ်ရှင်နံပါတ်5လေးကတော့22သိန်းကို19သိန်းနဲ့ရမှာဖြစ်ပါတယ်ဒါလေးက19သိန်းနဲ့ရမှာဖြစ်ပါတယ်အဲ့တော့ဆိုပြီးဈေးလေးပြန်ပြောပေးမယ်နော်နံပါတ်1ကလေးဒီ22သိန်းနဲ့ရပါမယ်ရှင်နံပါတ်1က22နံပါတ်2ကလေးက48သိန်းနံပါတ်3လေးက30နံပါတ်4လေးက40နံပါတ်5လေးကတော့19သိန်းပါရှင်အဲ့တော့မမဘယ်တွေကကြိုက်ပါသလဲရှင်ဒါကတော့ဆိုပြီးမြလက်စွပ်ကိုမိန်းကလေးဝတ်ထဲကအသီးလေးတွေကပြပေးထားတာဖြစ်ပါတယ်ရှင်ခုနကလက်ကောက်ကြီးနဲ့နဂတ်ကြီးကိုကြိုက်တဲ့မမလေးရောဒါလေးကလေအရန်ကိုလှပါတယ်မမဟုတ်ကဲ့မဟုတ်အဲ3လေးတော့ပြပြလိုက်မယ်ပြောင်းနော်ဟုတ်နောက်ထပ်ဒီမှာပါဒါမြနဂတ်လေးရဲ့လက်စွပ်လေးရဲ့ဝမ်းဆက်လေးတွေပါရှင်ဒီဟာလေးတင်ပြပေးပါမယ်ဒါတော့ဝမ်းဆက်လို့ရှင်နေဆိုရင်ဒါမျိုးလေးရပါတယ်တကယ်လို့ဝမ်းဆက်မဟုတ်ဘူးတစ်ခုတည်းပဲဝယ်ရှင်နေဆိုရင်လည်းရပါတယ်ရှင်လက်စွပ်တီးတန့်လို့ရှင်တဲ့လူတွေနဂတ်တီးတန့်လို့ရှင်တွေလည်းခွဲရောင်းပေးပါတယ်ရှင်အခုဒီမြမိုးဆက်ရဲ့လက်စွပ်ကလေးကတော့380ကိုဒီနေ့ဝယ်မယ်ဆိုတော့58သိန်းနဲ့ရမှာဖြစ်ပါတယ်ရှင်
ဘာလို့ပြနေတာဘိုးဘိုးပြတာကိုလံဘီယာများ ကိုလံဘီယာတဘာဝများတွေပါကိုလံဘီယာမှာတဘာဝများတွေပါရှင်အခုဒီလက်စွပ်ကလေးကတော့380ကိုဒီနေ့ဝယ်မယ်ဆိုတော့58သိန်းနဲ့ရမှာဖြစ်ပါတယ်ငကက်လေးကတော့320ကိုဒီနေ့ဝယ်မယ်ဆိုတော့68သိန်းနဲ့ရမှာဖြစ်ပါတယ်ရှင်ဒီဝက်ဆက်လေးအရင်လှပါတယ်ရိုးရိုးရှင်းရှင်းလေးနဲ့သူကလေးငကက်ကလေးဆိုလဲစိတ်အောင်လေးရဲ့အောက်ဖက်ကမြောက်အောင်လေးရဲ့အလုပ်ဒီဇိုင်းလေးဆိုတော့ဟိုဘလို့ဝေစာမျိုးနဲ့ပဲဝေပမိုင်းကြီးနဲ့ပဲဝေအကုန်လုံးနဲ့ live ဖက်တဲ့ဒီဇိုင်းလေးပါရှင်ခလေးကြနေအရင်အဲ့လိုရိုးရိုးရှင်းလေးနဲ့ဟိုမြအသားပေးဒီဇိုင်းလေးရကြဘယ်တော့မှမရိုးသွားဘူးပေါ့နော်ကိုဝယ်ရတာလေနောက်ထပ်အခုဒီမှာဆန္ဒမိုးဆက်လေးပြရတယ်ဆိုအခုကျတော့ Emra Cat Shape Design လေးကိုဝမ်းဆက်လေးပြပေးပါဦးမယ်ဟုတ်ညာ Emra Cat Shape Design လေးရှင်ဘာလေးပြောပေးရလဲရှင်နောက်ထပ်ဒီမှာဝမ်းဆက်လေးပါရှင်ဒီဝမ်းဆက်လက်စွပ်နဲ့ငကက်လေးကတော့လက်စွပ်လေးကတော့48သိန်းနဲ့ရမှာ48သိန်းကိုဒီနေ့ဝယ်မယ်ဆိုတော့38သိန်းနဲ့ရမှာဖြစ်ပါတယ်ငကက်ကလေးကတော့သူကငကက်ကလေးကတော့48သိန်းကိုလက်စွပ်က48သိန်းကို38သိန်းနဲ့ရမှာပါငကက်ကလေးကတော့ခဏလေးပါဒါဈေးလေးမပါလာလို့နော်ဒါဈေးလေးပြန်ပြောပေးပါမယ်ရှင်ဟန်ချက်ရ4ခုပေါင်းက288သိန်းကိုရှော့ပြီးဈေး221သိန်းနဲ့ရမှာဖြစ်ပါတယ်ဟုတ်တယ်မ4ခုပေါင်းမှာဒီဟန်ချက်4ခုပေါင်းလုံးကတော့288သိန်းကိုဒီနေ့ဝယ်မယ်ဆိုတော့221သိန်းနဲ့ရမှာဖြစ်ပါတယ်ဟုတ်တယ်မဟုတ် ရှော့ပြီးစီဒီနေ့ live မှာရှော့ ဒီနေ့ live မှာဝယ်မှရမှာဖြစ်ပါတယ်221သိန်းမှာ Shopee ဈေး221သိန်းမှာ288သိန်းရမူရင်းဈေးပါရှင်အရန်လာရတော့မအရန်ချစ်စရာကောင်းတဲ့တင်သားလေးဒါလေးတွေကိုမတို့ဝယ်လို့ရအောင်လို့လေဒီလိုလေးဝတ်ပြပေးထားတာအရန်ကိုလှလို့ပါဒီဇိုင်းလေးအရန်ဆန်ပြီးလူငယ်လေးအရန်ဆန်တယ်ကာလာစုံလေးနဲ့အရင်ချစ်စရာကောင်းတယ်ပြီးတော့စိန်နေရောကြောက်တွေရောအကုန်လုံးအနောက်ဖက်တွေအကုန်လုံးပတ်လဲပါပါတယ်ကိုက၄ခုလုံးဝယ်ပြီးတော့တစ်ခါလေးအပြတန်းနဲ့ပဲဝတ်ချင်တယ်ဒီလီဝယ်အနီတန်းနဲ့ပဲဝတ်ချင်တယ်ဆိုလဲတီးသားတစ်ခုချင်းစီလဲဝတ်လို့ရပါတယ်ရှင်ထဲမှာထည့်ထားရဲဒီလိုမြလေးတွေကလည်းကိုလံဘီယာမြလေးတွေမိုးကုတ်နီလာလေးတွေမိုးကုတ်ဖရမြလေးတွေပါအကုန်လုံးတဘာဝတွေပါရှင်ဒီဟန်ချိတ်လေးဝယ်ရဲဆိုလဲ certificate လေးထုတ်ပေးပါတယ်တင်သားတို့ကနောက်ထပ်ဒီမှာညជីជីကောင်းကောင်းပေါ့နော်တကယ်ကိုညဆုချင်တယ်ဆိုတော့အမတွေအတွက်ဒီလိုညအပွင့်ជីជីကောင်းကောင်းလေးတစ်ခုပြပေးချင်ပါရဲ့ရှင်တင်စားတို့ကတော့ဒါဒီလိုဒီဇိုင်းမျိုးပေါ့နော်စိတ်လေးရိုးရှင်းတဲ့တစ်ပတ်ပဲခတ်ပေးထားရဲဘာလို့တင်စားတို့ကကြောက်ကိုအဓိကထားပြီးပြချင်တာဆိုတော့လေဒီကြောက်ဝိတ်ချိန်လေးတင်စားပြောပေးပါမယ်ဒီညလက်စွပ်ရဲ့ကြောက်ဝိတ်ချိန်လေးကတော့35ကလပ်ကျော်36ကလပ်နေပါရှိပါရဲ့ရှင်35ကလပ်ကျော်36ကလပ်နီးပါးရှိပါတယ်ဒါမျိုးဒီလိုလက်စွပ်ခတ်ပေးထားရဲဒါပေမဲ့မတို့ကဟန်ချိတ်ဟိုပေါ့ဆွဲတီးလေးလုပ်ချင်တယ်ဒါမှမဟုတ်ရင်လက်စွပ်လေးဝတ်ချင်တယ်ဆိုရင်လည်းဒီလိုကြောက်ကိုဝယ်ပြီးတော့ပြန်ပြီးဒီဇိုင်းပြန်ခတ်ပေးလို့ရပါတယ်ရှင်ဒါကတော့တင်သားတော့ဟုတ်ကဲ့ပါဟန်ချိတ်လေးခုလေးစိတ်ဝင်စားတယ်တင်သားရောင်းထွက်ချင်ပါတယ်တင်သားအရင်ချစ်လို့ဝတ်ပြပေးထားတာပါမိုးစံဝမ်းဆက်လေးပြပေးထားတယ်နော်ဆောနာမိုးစံဝမ်းဆက်လေးကလက်စွပ်လေးက80 58သိန်းနဲ့ရှော့ထားတယ်။ငကက်လေးကကြာ320 68သိန်းနဲ့ရှော့ထားပါတယ်ရှင်။အဲဆို58သိန်းနဲ့68သိန်းနဲ့ပါ။58သိန်းနဲ့68သိန်းနဲ့ပါ။ဝမ်းဆက်ကို155သိန်းနဲ့ရှော့ပေးထားပါတယ်ရှင်။သူလေးညအရေးလေးအရင်လှပါတယ်နော်။ညအရေးရမ်းလှတယ်။ပြီးတော့ဒီမှာငကက်လေးဆိုလဲညအရေးလေးရဆင်နေရပါပဲ။ဒါတော့ရှိမှမြဝယ်နော်ရှီဆိုင်မှာမြဝယ်ဆိုရင်တော့ယုံကြည်စိတ်ချစွာနဲ့ဝယ်ပြီးအပေးနိုင်ပါတယ်ရှင်ရှီဆိုင်ရဲ့မြတွေကတော့ဒါဝယ်ဘူးတဲ့ customer ရောမဝယ်ဘူးတဲ့ customer ရောဒါသိလို့ရအောင်ပြပြပေးရဝယ်ဘူးတဲ့ customer တွေကတော့တင်သားတို့ရှီဆိုင်ရဲ့မြတွေတကူတကရှင်းပြပေးစရာမလိုဘူးတင်သားတို့ကရှီဆိုင်မှာကြာမြဆို quality ကောင်းကောင်းတစ်ခုပဲကိုင်နေဆိုတော့ဝယ်နေကြ customer တွေကတော့သိပြီးသားဖြစ်မှာပါရှင်ကဲလို့မမအသေး customer ဝယ်ရဲဆိုရင်လည်းဒီဟာလေးကိုမဒီမှာစိုက်မနာကြည့်ရင်လည်းကြိုက်သွားမှာပါမခေါ်နဲ့အမတယောက်အောင်ပြီးတော့တယ်နော်ဟုတ်ကဲ့ပါကဲရောကြောက်စရာကြီးဒီညချက်ကဆိုပြီးအရန်ကိုမှကြိုက်နေတာဒီအရန်ကြိုက်နေတဲ့ချက်ကကိုမမတယောက်ကနေပြီးတော့ page messenger မှာအားပေးတော့ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါ
ပါရဲ့ရှင်မမကျမပါစီချမ်းသာပါစေရှင်စိတ်ချမ်းသာခြင်းကိုယ်ကြီးကျမခြင်းနဲ့ပြည့်စုံပါစေယတနာတွေလည်းအများကြီးတိုးပါပါစေရှင်ယတနာတွေအများကြီးစီးပွားရေးဒီအလားတိုးပါအောင်မြင်ပါစေယတနာရှိရယတနာလာပြီးတော့ဒီတက်မကအများကြီးပြည့်စုံကြွယ်ဝချမ်းသာခြင်းတွေကိုပိုင်ဆိုင်နိုင်ပါစေဒီတက်မကအများကြီးအေးချမ်းခြင်းပျော်ရွှင်ခြင်းတွေစီးပွားရေးတိုးပွားခြင်းတွေကိုပိုင်ဆိုင်နိုင်ပါစေလို့မမအတွက်ကိုစပီယာစတောင်းပေးပါရဲ့ရှင်ဝယ်ယူအားပေးရတဲ့လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင် ညဆွဲသီးလားရှိတယ်မဆွဲပြေဝတ်ထားညဆွဲသီးပြောလား ပြည့်ဆွဲထားတဲ့ညဆွဲသီး ညဆွဲသီးကလေတင်တာကလတ်ချိန်လေးတော့ပြောပြပေးလိုက်မယ်ဘေးဘက်ကဒီမှာစိန်ရဲ့ဒီလိုဘောစိန်တင်တာတော့စိန်လောကအကြီးတစ်ခုနေပုံစံမျိုးလုပ်ပေးထားတယ်ဒါပေမဲ့များရဲ့ဝိတ်ချိန်တင်တာပြောပြပေးလိုက်မယ်တကယ်လို့ဈေးလေးသိချင်တယ်ဆိုရင်တော့ဟိုဟာ Messenger နဲ့တောက်ရောက်ပြီးမြင်ပေးပါနော်မမေတွေကအကုန်လုံးဖြည့်ပေးဖို့စောင့်နေပါရဲ့ရှင်မမဝိတ်ချိန်လေးဘယ်လောက်လဲမသိညဝိတ်ချိန်လေးမဝိတ်ချိန်လေးပေါင်းနေတယ်ပြောတယ် ပေါင်ချိန်တွေပြောရမလား 14ကလတ်ဝင်ကျင်ပေါ့နော်14ကလတ်ဝင်ကျင်ပါရှင်73ကလတ်ကိုမှတော်တော်လေးကြော်ရဲဆို14ကလတ်ဝင်ကျင်ရှိပါရဲ့ရှင်14ကလတ်ဟွာပေါ့14ကလတ်ညဆွဲတီးကြီးလေးရဲ့ဈေးလေးသိချင်လို့ပါလို့ Messenger မှာပြောလိုက်လို့ရှိရင်တင်သားတို့ဈေးလေးပြောပြပါမယ်ရှင်ဆိုပြရတော့လေအဲ့လိုမျိုးယတနာ live sale တွေလောက်ရတာအရန်ဝမ်းသာတယ်ဘာလို့လဲဆိုတော့လေဘာပြောယတနာတွေကိုမြင်နေရတာလေဒါမင်္ဂလာတစ်ပါးပဲပေါ့နော်မင်္ဂလာတစ်ပါးပဲဝယ်ယူအားပေးသွားတဲ့မမတွေကိုကြည့်ပြီးတော့လေဒါလေးအရန်ကိုဝမ်းသာရတယ်ပေါ့နော်ကိုမပိုင်ပဲဝေးရတာဟောဒါကိုတက်မိုးอ่ะကိုဟိုပေါ့နော်ကန်ရတယ်ပြူရတယ်ဝေးရတယ်ဆိုတော့အရန်ကိုစိတ်ချမ်းသာဖို့ကောင်းတယ်နော်ရှိပါတယ်ဝယ်ယူသွားတာကိုမြင်ရတာပေါ့တကယ်စက်တင်အရန်ရှိတာပါရှင်အဲ့တော့ဆိုပြကတော့ပျော်တယ်အခုလိုမျိုးလေးပေါ့နော်ရတနာလေးတွေကိုကြည့်ရတယ်ငေးရတယ်ပေါ့နော်လိုမျိုးဆိုရမ်းပျော်ပါတယ်ရှင်ကဲနောက်ထပ်ဒီမှာအရန်ကိုလှပရဲ့မြဟန်ချင်းလေးတစ်ခုတင်တာပြပေးချင်ပါရဲ့ဒီဇိုင်းအရန်ကိုလှပါရဲ့ရှင်ဒီမှာပါမြဟန်ချင်းလေးတစ်ခုပြပေးချင်ပါရဲ့မြင်ရလားမသိဘူးနော်ညမ်းလာဒီမြဟန်ချင်းလေးဆိုရင်တင်တာတော့ဒါမြဆိုလဲကြောက်ဆိုင်ကိုအရန်ညီမဒီလိုပုံစံမျိုးလုပ်လို့ရတယ်ဒီဘက်ကနေကြည့်ကြည့်ဘယ်ဘက်ကကြည့်ကြည့်မြရှိတ်တွေညကြောက်ဆိုင်တွေအားလုံးကလည်းညီပြီးတော့အရေးလဲအရန်လှပါတယ်ဘေးဘက်မှာဆိုလဲတင်သားတို့စိန်ချောင်းကိုမှဒီလိုရှူကားစိန်ချောင်းတွေပါမဟုတ်ပဲနဲ့စိန်ချောင်း၄000အတုံးတွေကိုစီပြီးတော့တင်သားတို့ဒီလိုဒီဇိုင်းမျိုးလေးဖြစ်အောင်လုပ်ပေးထားတာပါစိန်ချောင်းအတုံးတွေကိုစီပြီးရဲ့ဘေးဘက်မှာဆိုလဲစိန်တလုံးအိုးလေးနဲ့ဒီလိုဘေးဘက်ကဒီလိုအမွှားပုံစံမျိုးလေးဒီဇိုင်းပုံတွေထွက်အောင်လုပ်ပေးထားပါတယ်နောက်ထပ်တစ်ခုကတော့ဒီဟန်ချင်းကတင်သားတို့လက်ရအရန်ကိုတည်တက်လှပအောင်လုပ်ပေးထားပါရဲ့ရှင်အရှိဘက်ကဒီဘက်ကညနေပြင်ရပဲကြည့်ကြည့်တကယ်လို့ကိုချွတ်ထားလို့ဒီဟန်ချင်းကိုကိုလက်မှာဝတ်ထားတာမဟုတ်ပဲねအောက်ဘက်ပါချထားလို့ရှင်အောင်ကိုစပွဲပေါ်မှာချထားတာဘေးဘက်ကလူကကြည့်လို့ရှင်ဟန်ချင်းလေးလက်ရအရန်လှပဲလို့ပြောစမှတ်ရလာအောင်လက်ရအရန်လှဟန်ချင်းလေးပါရှင်နောက်ဘက်ကဒီမှာပါဟန်ချင်းကိုတင်တာအရှိဘက်တွေမဟုတ်ပဲအနောက်ဘက်တွေပါပြပေးပါမယ်ရှင်ဒီမှာအနောက်ဘက်မှာဆိုလဲတင်တာတို့ဒီမြရဲ့ဒီမှာနောက်ဘက်ကတအိုးရဲ့ join set တွေအရန်ကိုလက်ရမြောက်ပြီးတော့တကယ်ကိုလှပတဲ့ဟန်ချင်းတစ်ခုပါဒီလိုမျိုးဒီဇိုင်းမျိုးတွေဆိုဒါတင်တာတို့မှလောက်ရဆိုတာလက်ရအရန်ဒါအသုံးပြုရတယ်ပေါ့နော်ဆရာကြီးဆိုတာတကယ်တော်တဲ့ဆရာကြီးဒီလိုမျိုးလုံးမဒီလိုဟန်ချင်းမျိုးဒီဇိုင်းမျိုးတစ်ခုထွက်တာပြီးတော့ကြောက်ရည်ဆိုလဲအရန်ညီအောင်တင်တာတို့မှရှားရတယ်လောထုတ်တွေအများကြီးနဲ့ကြောက်ရည်လည်းညီရတယ်ကြောက်ဆိုင်လည်းညီအောင်ရှာပြီးလောက်ရတဲ့ဟန်ချင်းမျိုးတွေပါရှင်ပြီးတော့စိန်ချောင်းနေဆိုလဲဒီလိုစိန်ချောင်းအတုံးဆိုင်ညီဖို့ကလည်းတော်တော်လေးကိုမလွယ်ကူဘူးပေါ့နော်ဒီလိုလောလိုက်ဝယ်ထုတ်လိုက်ဝယ်ဆိုတော့ဒီလိုစိန်ချောင်းညီဖို့ကလည်းတော်တော်လေးမလွယ်ကူပါဘူးရှင်ဒီလိုဒီဇိုင်းတစ်ခုရဖို့ကတော့ခုဒီမှာဒီလိုဒီဇိုင်းမျိုးလေးခက်လုပ်ပေးထားပါတယ်ပြီးတော့သူကလေဒီလိုကင်လိုက်လို့ရှင်အကုန်လုံးချုံးမွေးပြီးတော့ညရဲဆိုလဲတညီရဲတရေနဲ့ညနေပြင်မိုးတယ်ညနေပြင်မောက်တဲ့ညလည်းမရှိဘူးအကုန်လုံးသူ့ရဲ့ကတ်တင်သွေးခွက်တွေအစအကုန်လုံးညီညာပြီးတော့ကိုယ့်ရဲ့ customer ရဲ့လက်မှာဝတ်လိုက်လို့ရှင်တော့ဝေးရတဲ့လူစိတ်ချမ်းသာအောင်လို့ဘယ်နေရာမှာကိုယ်မှာဆိုင်ညီဝေးရင်တော့မှဒါညီမဲ့နေရတခုမှမရှိအောင်လို့ကျွန်တော်တို့လက်ရအရန်လှပပြီးတိတ်တန့်အောင်ကျွန်တော်တို့ခတ်ပေးထားပါတယ်ရှင်အရန်လှပါတယ်နော်အခုဒီဟန်ချိတ်လေးရဲ့ဈေးလေးကိုသိချင်တယ်ဆိုတင်သားအောင်လည်း Messenger မှာတွားရောက်ပြီးမြင်နိုင်ပါတယ်အရန်ကိုလှပါတယ်အခုဒီမှာတင်သားဒီလိုဟန်ချိတ်လေးကိုကစားပြလို့ရှင်တော့သူ့ရဲ့ဒီလက်အားကဟန်ချိတ်ရဲ့ပြောင်းလဲမှုလက်အားမသိရင်ဟိုပါပေါ့ညဖန်လုံးတကုံစိတ်ဖန်လုံးတကုံကိုကင်ထားလောက်အောင်မျိုးဒီလိုမျိုးပြောင်းလက်ပြီးတော့အရန်ကိုလက်ရအရန်မြောက်ပြီးအရန်လှပပါတယ်ရှင်ဒီဟန်ချင်းလေးရဲ့ဈေးလေးကိုသိချင်တယ်ဆိုတော့ Messenger မှာတောက်ပြီးမြင်နိုင်ပါတယ်ကိုကဝစ်ချင်လို့ပဲဖြစ်ဖြစ်ဒီလိုတိတ်ထားချင်လို့ပဲဖြစ်ဖြစ်ဒီလိုဟန်ချင်းမျိုးလေးတိတ်ပြီးစုပါဝယ်ပါလို့လည်းတင်သားတိုက်တွန်းချင်ပါတယ်ရှင်ခုနောက်ထပ်အရန်ကိုလှိုင်ဟန်ချင်းလေးတစ်ခုထပ်ပြပေးသွားပါအောင်မယ်ဒါကတော့ဒါတော်တော်လေးကိုဒါတက်မိုးရဆိုတာတော်တော်လေးဒါတင်သားတို့ဆိုတာစိတ်ပရက်ညပရက်ကြီးတစ်ခုခတ်လို့ရတဲ့အနေအထားမှာရှိရပေါ့နော်ဒီကြောက်တွေအသုံးပြုထားတာအရန်ကိုများပါတယ်
ညကြောက်တွေကိုအသုံးပြုထားအရန်ကိုများပါတယ်ရှင်။ကြောက်အပွင့်ရေဆိုတာညကြောက်တွေကိုတင်သားတို့32ပွင့်တောင်အသုံးပြုထားပါတယ်။ဒီညကြောက်တွေရဲ့ site တွေကလည်းအနည်းဆုံးတင်သားတို့ထားဆိုရင်တက်ကလတ်ခွဲ2ကလတ်ဝန်းကျင်လောက် site တွေရှိပါတယ်။တက်ကလတ်ခွဲ2ကလတ် site တွေကိုပဲတင်သားတို့အားလုံးဒီလိုညီညာနဲ့အသုံးပြုပေးထားပါတယ်ရှင်။တကယ်လို့ကိုကညဘရက်ကြီးကြီးခတ်မယ်ဆိုတော့ဒီ32ပွင့်ဆိုတာဘရက်အကြီးတကုန်းပြင်ဟန်ချင်းတစ်ခုတော့သူများရေဆိုတာခတ်လောက်တဲ့အပွင့်ရေ site လောက်ရှိပါတယ်။ပြီးတော့အရေကလည်းအားလုံးအရေအရန်ညီပြီးအရန်ကိုလှပါတယ်။သူ့ရဲ့ဘေးအိုးဒီဇိုင်းတွေကလည်းဒါတို့လက်ရအရန်မြောက်ဒီလိုအိုးဒီဇိုင်းတွေလည်းအရန်လှအောင်ဒါတို့ခက်လုပ်ပေးထားပါရဲ့ရှင်အရန်ကိုလှပါရဲ့အခုတင်တာဖြန့်ပြပေးတာအရေးတညီရဲနဲ့အရေးကွက်တာအရေးဝါတာအထဲမှာဖြူစင်းပါတာဘာမှမရှိပါဘူးလုံးဝညရေကိုစင်ပြီးတော့တကယ်ကိုလက်ရမြောက်တဲ့ဒီဇိုင်းတွေဒါတို့ခက်လုပ်ပေးထားတာပါဒီမှာပါရှင်ဘေးဘက်တွေရဲ့စကားအိုးတွေရဲ့အစားတကယ်ကိုလှပရဲ့လက်ရည်နဲ့ခက်လုပ်ပေးထားတာပါဒီမှာပျော့ပြောင်းမှုကလည်းဒီလိုတအိုးချင်းစီဒီလိုခွေပြီးတော့ဒီလိုချလို့ရအောင်လို့ပျော့ပြောင်းနေရပါရှင်လူလက်ရဒီဇိုင်းတွေနဲ့ခက်လုပ်ပေးထားတာပါဒီမြဟန်ချိတ်လေးရဲ့ဈေးကိုသိချင်နေဆိုရင်လည်း Messenger မှာတွားပြီးမြင်နိုင်ပါတယ်ရှင်အရန်ကိုလှပါတယ်နော်အရန်ကိုလှတဲ့ဟန်ချိတ်တစ်ခုပါစောက်ရည်ဆိုလဲ quality အကောင်းဆုံးကိုသုံးပြုပေးထားပါတယ်ရှင်ဟုတ်အခုပါလိမ့်ပြပေးရမလဲဟုတ်ပြော ကဲအဲ့ဆိုရင်ဆိုပြီးညဆွဲတီးလေးကဈေးလေးပြောပြလိုက်မယ်နော်ဈေးလေး ကလတ်ချိန်လေးပြောပေးလိုက်မယ်မဟုတ် အော်ဟုတ် ဟုတ်မပြောရသေးဘူးအခုမပြောရသေးဟုတ်ကဲ့ပါဟုတ်အခုနောက်ထပ်ဒီမှာညနကက်လေးတွေလက်စွပ်ကလေးတင်တာဈေးလေးထပ်ပြောပေးပါမယ်ရှင်ဒီညလက်စွပ်နဲ့နကက်ဝမ်းဆက်ဈေးလေးကတော့တကယ်လို့လေဟိုညအသေးဆက်လေးလိုချင်တဲ့ customer မမီလိုက်မှာဆိုလို့ပါနော်ခဏနေတင်တာတို့အနီးအပြားပြရမှာမဟုတ်လို့ပါခုဒီညလက်စွပ်ရဲ့ဈေးလေးကတော့85သိန်းကိုဒီနေ့ဝယ်မယ်ဆိုရင်တော့85သိန်းနဲ့ရမှာဖြစ်ပါတယ်နကက်လေးကတော့55သိန်းကိုဒီနေ့ဝယ်မယ်ဆိုရင်တော့48သိန်းနဲ့ရမှာဖြစ်ပါရဲ့ရှင်ဒီကတော့ရိုးရင်လေးနဲ့ဘယ်တော့မှမရိုးရမယ့်ဒီဇိုင်းလေးပါရှင်ညလေးကိုမှညရဲ့အမရာကက်ကိုမှနည်းနည်းလေးရှည်တဲ့ဆိုင်လေးပေါ့နော်သူကတော့ဟိုဖန်ချောင်းပုံစံမျိုးသွေးထားပေးရဲ့ညအမရာကက်လေးဟိုညလေးကိုမှတင်တာတို့ဒါစိတ်လေးနဲ့ပတ်ပေးထားပါတယ်သူ့ရဲ့ပတ်ထားတဲ့စိတ်လေးဒီဇိုင်းကလည်းဆမ်းပါတယ်အတွင်းဘက်ကိုကြားစိတ်အကြီးလေးနဲ့ဘေးဘက်အသေးလေးပတ်ပြီးတော့ဝမ်းဆက်လေးခတ်ပေးထားပါတယ်ရှင်နောက်ထပ်ဒီမှာညကိုဒါကတော့20ပေါ့နော်ည20နဂတ်လေးရဲ့လက်စွပ်ကလေးရဲ့ဝမ်းဆက်လေးပါရှင်တကယ်လို့တစ်ခုချင်းစီခွဲပြီးဝယ်ခြင်းနဲ့ဆိုရင်လည်းရပါတယ်ဒီညလက်စွပ်လေးရဲ့ဈေးနှုန်းကတော့360ကိုဒီနေ့ဝယ်မယ်ဆိုတော့55သိန်းနဲ့ရမှာဖြစ်ပါတယ်နဂတ်လေးရဲ့ဈေးနှုန်းကတော့380ကိုဒီနေ့ဝယ်မယ်ဆိုတော့155သိန်းနဲ့ရမှာဖြစ်ပါတယ်ရှင်ညနဂတ်လေးကလည်းဒီ၄ပွင့်လုံးကလည်းအရှိတအားညီပါတယ်တော်လေးတဲ့ကြောက်ကဆင်ပါတယ်ရှင်ကျမမြင်လဲမတို့ကြိုက်မှာပါတကယ်ကိုညတော်တော်လေးအနာစာပါပဲနဲ့ကြောက်တယ်အရင်ကြည်တောက်ပြီးတော့ဆင်ပါရဲ့လေးပွင့်လုံးကလည်းအရေးတော်တော်လေးကိုညီရမို့တညီရဲ့အမွှားရတော့ခင်ရပါတယ်မှာရဲ့ဒီဝက်ဆက်လေးကတော့နကက်လေးက180ကို155သိန်းမှာလက်စွပ်ကလေးကတော့360ကို55သိန်းနဲ့ရမှာဖြစ်ပါရဲ့ရှင်မမတို့ဒီနေ့မှဝယ်ယူနေဆိုရင်လေအရန်တန်တဲ့ promotion ဈေးရည်နဲ့လည်းရမယ်နောက်ထပ်တစ်ခုကကြာတင်တာတို့ဒါမမစပင်းနဲ့တင်တာနဲ့ကပြီးရင်ဒီနေ့မနေ့ပြန်ဝယ်ပြီးတဲ့ customer တွေ lucky draw တွေနှိုက်ပေးရအတွက်လည်းမမတို့လက်ဆောင်ပစ္စည်းရအောင်ပါဆိုတော့အရန်ကိုတန်တဲ့အစီအစဉ်မှာဝယ်ရဆိုမမတို့ပို့ပြီးတော့ကြောင်းပြရင်တာစုရတာပို့လဲကောင်းတယ်ပို့လဲဖတ်တင်တာပေါ့မမရေနော်အခုဒီမှာဒီဝက်ဆက်လေးရဲ့လက်စွပ်ကလေးကိုဈေးပြောပေးပါမယ်ဒီဟာလေးကတော့ over shape လေးပါညကြောက်လေးကို over shape design လေးကိုမှကျွန်တော်တို့စိတ်လေးနှစ်ပတ်ပြီးတော့ခတ်ပေးထားပါတယ်ဒီလက်စွပ်လေးရဲ့ဈေးကတော့350ကိုဒီနေ့ဝယ်မယ်ဆိုတော့46သိန်းနဲ့ရမှာဖြစ်ပါတယ်နဂက်လေးကတော့340ကိုဒီနေ့ဝယ်မယ်ဆိုတော့115သိန်းနဲ့ရမှာဖြစ်ပါရဲ့ရှင်သူ့ဝက်ဆက်လေးကတော့ဒါ over shape ညအောင်မှာ emerald ကလည်းမွေးချင်ဘူးဒီလိုဆွမ်းနာလိုရှည်ဒီဇိုင်းလည်းမကြိုက်ဘူးဒီလို over shape 1 wine design လေးကိုမှ1 wine လေးကြောက်1 wine လေးကိုမှချစ်တယ်ဆိုရင်မမရေဆိုအရန်ကိုလှပါတယ်ရှင်နောက်ထပ်ဒီမှာဒါကတော့ဒါဆွမ်းနာတော့ over shape ပြပေးထားတယ်ဒါတော့လုံးဝအဝိုင်း shape ပေါ့နော်ကြောက်ကိုဒါ1 wine လေးကြောက်1 wine လေးကိုမှချစ်တယ်ဆိုရင်ဒီလိုကြောက်လေးယူပါနော်အခုညလေးကိုတင်သားလေးပုံစံအစုံ size စုံလေးနဲ့ငကက်နဲ့လက်စွပ်ကလေးတွေကိုတင်သားဝက်ဆက်လေးပြပေးသွားတာဖြစ်ပါတယ်ရှင်အခုဒီငကက်လေးရဲ့ဈေးလေးကတော့38သိန်းကိုဒီနေ့ဝယ်မယ်ဆိုရင်တော့28သိန်းနဲ့ရမှာဖြစ်ပါတယ်32သိန်းကို28သိန်းနဲ့ပါလက်စွပ်ကလေးကတော့380ကိုလက်စွပ်လေးကတော့32သိန်းကို28သိန်းနဲ့ပါငကက်ကလေးကတော့380ကိုဒီနေ့ဝယ်မယ်ဆိုတော့380နဲ့ရမှာဖြစ်ပါတယ်ရှင်ဒါကတော့ရိုးရှင်းရှင်းလေးနဲ့မြန်မာဆဆန်လေးပဲဝေးစပင်လေးစီးပြီးဒီလို classic ဆဆန်လေးဒီလိုငကက်လေးတစ်ခုတည်းနဲ့ဒီလိုစိတ်လေးတစ်ပတ်လေးနဲ့ဝတ်ထားရဆိုလဲညအသားပင်လေးနဲ့အရန်ကိုကြက်တည်ရှိပါရဲ့ရှင်
နောက်ထပ်လုံးချောလေးဒီမှာလုံးချောလေးကိုမှဝယ်ပြီးစွတ်ကျင်တယ်ဒါမှမဟုတ်ရင်ညကိုအဆောင်သဘောမျိုးနဲ့သုံးချင်တယ်ပတ်စံလည်းအများကြီးမသုံးချင်ဘူးဆိုရင်ဒီလိုလုံးချောဆက်လေးလည်းရှိပါတယ်ကတ်တင်ညရပါပြောလုံးချောတဲ့ဆိုင်ဈေးလည်းပိုများတယ်ဆိုတော့လေလုံးချောဆက်လေးလည်းရှိပါတယ်ရှင်ဒီလုံးချောရဲ့လက်စွပ်ကလေးကတော့29သိန်းကိုဒီနေ့ဝယ်မယ်ဆိုတော့25သိန်းနဲ့ရမှာဖြစ်ပါတယ်လက်စွပ်လေးကတော့29သိန်းကို25သိန်းနဲ့ပါငကက်ကလေးကတော့340ကိုဒီနေ့ဝယ်မယ်ဆိုတော့32သိန်းနဲ့ရမှာဖြစ်ပါတယ်ဒီနေ့ဆိုမမတို့ discount နေလည်းရတယ်လက်ဆောင်ပစ္စည်းလည်းရတဲ့အတွက်အရန်ကိုတက်ပါတယ်ရှင်အရန်ကိုတက်ပါတယ်နောက်ထပ်ဒီလိုမျိုးပုံစံလေးဒါကတော့လုံးချောဆက်လေးဒီမှာဒါမျိုးလေး20ရှိပါတယ်နော်20ရှိပါတယ်ဒါလေးတစ်ခါလေးတင်စားဈေးလေးပြောပေးလိုက်ပါမယ်ရှင်နောက်ထပ်ဒီဘက်ကတစ်ဆက်ကလေးကတော့လက်စွပ်ကလေးရဲ့ဈေးလေးရဲ့လက်စွပ်လေးကတော့29သိန်းကိုဒီနေ့ဝယ်မယ်ဆိုတော့25သိန်းနဲ့ရမှာဖြစ်ပါတယ်ရှင်ငကက်ကလေးကတော့340ကိုဒီနေ့ဝယ်မယ်ဆို32သိန်းနဲ့ရမှာဖြစ်ပါတယ်လုံးညောဆက်လေး24ပြပေးခဲ့ပါတယ်ရှင်တကယ်လို့ကြိုက်တယ်ဆို Messenger မှာလည်းတားအောင်မြင်နိုင်တယ်လို့ screenshot လေးရိုက်ယူပေးထားပါတင်စားပြောတာအောင်မမြင်လို့ရှင်ဒါမှမဟုတ်အနီးကပ်ပုံလေးကြည့်ချင်တယ်ဆိုရင်လည်း Messenger မှာမမေလေးရဲ့ဓာတ်ပုံလေးရိုက်ပြီးမမတို့ပို့ပေးပါလိမ့်မယ်ရှင်အခုနောက်ထပ်အခုဒီတင်စားငကက်လေးတွေဗာလေးပြပေးပြီးဆိုဒီမှာညလုံးချောနဲ့ဆွဲရှိရှိလေးပြပေးလိုက်အောင်မယ်ရှင်ဒီညလုံးကျော်ဒီဇိုင်းရှိရှိလေးရလေးငကက်တစ်ခုလည်းနဲ့ပွဲတက်လို့ရတဲ့ဒီဇိုင်းလေးပေါ့နော်တော်တော်လေးလဲလှတယ်သူရဲ့လှုပ်ထားတဲ့ဘေးဘက်ကစိတ်လေးလက်ပြီးဖြာနေတဲ့ဒီဇိုင်းလေးကိုလုံးကျော်လေးနဲ့ခတ်ပြီးတော့လှုပ်ထားတဲ့အပြင်အောက်ဘက်ကဒီလိုစိတ်တန်းလန်းချတာလေးကလည်းအရန်ကိုချစ်စရာကောင်းပါရဲ့ပြီးတော့ညလုံးကျော်လေးကလေသူ့ရဲ့လုံးကျော်လေးကမုံပေါက်လေးနဲ့လေကြောင်ရှင်းပြီးတော့ချို့လုံးကျော်တွေကကြာလုံးကျော်ဆိုရင်တင်သားတို့ကလေမုံဖောင်လေးပဲကြိုက်တယ်ချို့လုံးကျော်တွေဆိုရှေ့ဘက်ကအဲ့လိုပြားနေရရှိရပေါ့အဲ့မဟုတ်ဒီကကြာလေလုံးချောမုံဖောင်လေးဒီငကက်လေးလည်းအရန်ကိုလှပါရဲ့ဒီနက်ခက်လေးကတော့350ကိုဒီနေ့ဝယ်မယ်ဆိုတော့300နဲ့ရမှာဖြစ်ပါတယ်ရှင်စိတ်ကြီးလည်းအများကြီးပါပါတယ်နက်ဆွဲကြီးဆိုမမတို့ပွဲသွားပွဲလာမှာဒီခါလေးကြာရင်နက်ခက်နဲ့လက်စပယ်ဝတ်ချင်တယ်ဆိုရဲမှားရအတွက်ဆိုဒီလိုနက်ခက်ထက်လေးကအရန်ကိုလှပါတယ်ရှင်နောက်ထပ်နက်ခက်လေးများလေးပြဖို့နှစ်စုံပဲရှိရတော့တခါလေးပြောပေးလိုက်မယ်နော်မမတို့ဒါတော့ခဏနေနဲ့အကြလို့ရှိရင် Sapphire တွေကိုပြတော့မှာမလို့ပါအခုနောက်ထပ်ဒီမှာညနက်ခက်လေးကိုထပ်ပြီးပြပေးချင်ပါရဲ့ရှင်ဒီညနက်ကလေးကတော့ဒီနေ့ဝယ်မယ်ဆိုရင်တော့165သိန်းကို145သိန်းနဲ့ shop ပေးထားပါရဲ့ရှင်ဒီညမိုးဆက်နက်ကလေးကတော့ဒါတင်သားတို့ဒီဘက်ကအပေါ်ဘက်ကစိတ်နက်ကကြီးပဲဝတ်ချင်လည်းရရဲ့အောက်ဘက်ကဒီညလေးကိုအရှင်ပေါ့နော်အဖြုတ်တက်လုပ်ချင်လည်းရပါတယ်ရှင်တခုဝယ်ုံနဲ့စိတ်နက်ကကောညနက်ကကောအသုံးပြုလို့ရမယ်နက်ကလေးပါဒီနက်ကလေးကတော့165သိန်းကို145သိန်းနဲ့ရပါမယ်ရှင်အရှည် size ကတော့2လက်မဝင်ချင်လောက်ရှိပါရဲ့ညလေးကလည်းအရန်ညီပြီးရန်လှတယ်သူမိုးဆက်မှာမိုးဆက်လေးအရင်ညီပြီးရန်လှပါတယ်ရှင်မိုးဆက်ကိုမှရှည်လေးမဟုတ်သူကမိုးဆက်ကဒီလိုဝဝလေးအောက်ဘက်ကပြည့်ပြည့်လေးနဲ့ဒီလိုမိုးဆက်လေးပါရှင်တချို့မိုးဆက်တွေじゃရှည်သွယ်လေးရှိရဲ့ဒီကကြတော့မိုးဆက်ကလေးကသူ့မိုးဆက်လေးချစ်စရာအရင်ကောင်းပါရဲ့အဲ့ဆိုအခုဒီမှာနောက်ထပ်လုံးကျော်လေးတစ်ဆက်ပဲကျန်ပါတော့ရရှင်တင်စားပြပေးဖို့ပါဒီမှာအခုဒီထက်နောက်ထပ်လုံးကျော်တစ်ဆက်ကဒါကတော့ကိုလံဘီယာညလုံးကျော်ပါရှင်ညလုံးကျော်ဆိုရင်ဇမ်ဘီယာတွေလာများတယ်ပေါ့နော်ဇမ်ဘီယာလည်းအရေးကောင်းအရေးလှလို့ရှင်အရန်ကိုစီကောင်းပါရဲ့အခုဒါကတော့ဇမ်ဘီယာရှာပပဇမ်ဘီယာညလုံးကျော်လေးပါရှင်ဒီညလုံးကျော်လေးရဲ့လက်စွပ်ကလေးကတော့330ကိုဒီနေ့ဝယ်မယ်ဆိုတော့390နဲ့ရမှာဖြစ်ပါရဲ့နက်ကက်လေးကတော့330ကိုဒီနေ့ဝယ်မယ်350ကိုဒီနေ့ဝယ်မယ်ဆိုတော့330နဲ့ဖြစ်ပါရဲ့ဝမ်းဆက်လေးဆိုရင်တော့330နဲ့90နဲ့ဆိုတော့220ဖြစ်ပါရဲ့ရှင်ဝမ်းဆက်လေးကိုတစ်စုံလုံး shop ပြီးသားစီရ220ပါနက်ကက်နဲ့လက်စွပ်နဲ့ရှိအောင်နဲ့ပြည့်စုံတဲ့ဆက်လေးပါရှင်ဒါလေးကတော့အရင်ချစ်စရာကောင်းတယ်ဘေးဘက်ကလည်းကျွန်တော်စိန်ချောင်းပုံမှာစိန်ချောင်းမီလီမီတာ size ကိုအရှည် size တွေကိုသုံးပြုထားပါတယ်စိန်ချောင်းဆိုမရတဲ့အတိုင်းပဲဝယ်ဆိုမီလီမီတာတုံလေးတက်တာလေးဒါကစိန်ချောင်းမှာကျွန်တော်မီလီမီတာရှည်တဲ့စိန်ချောင်း size တွေကိုအသုံးပြုတာအတွက်ပို့ပြီးတော့အကောင်းစားပို့ပြီးတော့ဆန်ပြီးတော့ royal ဆန်ပြီးတော့ပေါ့နော်ညနက်ကတန်မိုးရှိညနက်ကလေးတကယ်ဖြစ်ပါတယ်မမတို့ကိုလံဘီယာညလုံးကျော်ဆက်လေးပါရှင်အရန်လှပါတယ်အခုမမဆိုပြရာအခုတသားအခုများနေအားလုံးပြပေးရပြီးသွားပြီဆိုတော့အခုနီလာဆက်လေးတွေကိုမမဆိုပြပြပေးပါမယ်ရှင်ဟုတ်အခုစပီတို့ညလေးတွေပြောပြသွားပြီဆိုတဲ့အခါကျတော့စပီအခုစပြီးတော့နီလာလေးတွေစပီပြပေးပါမယ်ရှင်အခုစပီရဲ့ level မှာဆွဲထားတာလေးကတော့စပီတို့နှစ်ကျိုးဆွဲထားတာပါပထမဆုံးတစ်ကျိုးလေးကတော့စပီတို့မိုးရေဇက်ပုံလေးပေါ့နော်မိုးရေဇက်ပုံလေးကိုမှ
နော်ဂျီယာလေးကကြတော့ဟိုအဲ့ဒါလေတုံပြောရမလားအဲ့လေတုံပုံစံမျိုးလေးလည်းလုပ်လို့ရတယ်အရန်ကိုမှလှတယ်ဆိုပြီးအကက်ကလေးဆွဲထားတာပေါ့နော်ဒါကတော့တကြိုးပါဂျီယောက်ကတကြိုးပါဆိုပြီးတော့တကြိုးစီဆွဲထားတာပါရှင်ဒီအပေါ်မိုးရီစက်ကြိုးလေးဆိုလဲဆိုပြီးအရန်ကြိုက်ပါတယ်ရှင်ဒီအကျိုးလေးကကြတော့အပေါ်ဆုံးကနီလာပရက်ကလေးကကြတော့690ကို990နဲ့ရပါမယ်ဒီပထမဦးဆုံးကြိုးလေးပါ690ကို990နဲ့ရပါမယ်ရှင်ဒီရဲ့ကြောက်ရည်လေးတွေကလည်းညီပြီးတော့အရန်ကိုမှလှတယ်690ကို990နဲ့ရပါမယ်ရှင်သူကတော့စပီးတို့မြန်မာဝတ်စုံလေးတွေဟိုထိုင်သိန်းတို့ဘာလို့မှလည်းနိဒီလိုလေတုံလေးဖြစ်နေပေါ့နော်ဆွဲရင်လည်းရတယ်တအားချစ်ဖို့ကောင်းတဲ့အလှုပ်ကလေးပေါ့နော်ဒါလေးကတော့690ကို990နဲ့ရပါမယ်ရှင်တအားကိုလှပါတယ်ဒုတိယကြိုးလေးကတော့ဒီကြိုးလေးပါဒါဒုတိယမြောက်ကြိုးလေးပါရှင်အဲ့ကြိုးလေးကတော့650ကို950နဲ့ရပါမယ်ရှင်650ကို950နဲ့ရပါမယ်ရှင်တရားတိတိလျှော့ပေးထားပါတယ်ဒီကျိုးလေးကိုဆိုအပေါ်လေးနည်းနည်းလေးတောင်တင်လို့ရတယ် နှစ်ကျိုးလုံးကတစ်မျိုးစီချစ်စရာကောင်းတယ်နော်အဲ့ဒါပိုလှတယ်မှနော်လေတုံပုံစံလေး အဲ့လေတုံပုံစံလေးဝတ်တာနှစ်ကျိုးစလုံးယူရင်ပိုလှမယ်နော် ဟုတ်တယ် နှစ်ကျိုးစလုံးအပေါ်လေးကကြတော့ဆိုပြီးတော့ဟိုလေတုံပုံစံမျိုးလေးခုဆိုပြီးဆိုနည်းနည်းလေးအောက်ကျသွားလို့အပေါ်လေးကိုတင်လိုက်တာနော်ပေါ်လေးကိုတင်လိုက်တာအဲ့လိုမျိုးလေးဆိုတအားလှတယ်ရှင်ဒါအဲ့လိုမျိုး24ဆွဲလို့ရှိရင်အရန်ကိုလာပါလေရှင်အခုဆုံးပါလေဝါလဲကျွတ်တော့မယ်ဆိုတော့မင်္ဂလာဆောင်တဲ့မမတွေဆိုဒီလိုလေချို့ကြတော့လေတုံလေးရှာနေဆိုဒီလိုလေတုံလေးအရန်လာတယ်အောက်ဘက်ကစိန်ပရက်ကြီးပဲဖြစ်ဖြစ်နီလာပရက်ကြီးပဲဖြစ်ဖြစ်အောက်ကနေထက်ဆွဲလို့ရှိရင်ဒါလေပင်တစ်ခုလုံးပြည့်ပြီးတော့ဗောနော်တချို့ကြတော့ဟိုမင်္ဂလာဆောင်လေတုံလေးဝင်ချင်တယ်လေတော့မနော်ပို့ပြီးတော့အရန်လာထက်မသိမ့်နဲ့အရန်လိုက်ဖတ်တယ်ဆိုတော့လေဒီလိုကျိုးလေးဝယ်လို့ရပါတယ်ညဟိုနီလာလေးရလည်းအရန်ကိုလှပါရဲ့ရှင်ပြီးတော့မိုးဆက်စိုက်လေးရလည်းညီးပြီးတော့အရေးလေးလည်းအားလုံးညီပါရဲ့မိုးစက်တရားလေးမှထားလေအရှိဘက်ကစိုက်နဲ့အနောက်ဘက်ကစိုက်တွေအားလုံးတူတူပဲချူပြီးသေးသွားတာမဟုတ်ဘူးစိုက်တွေအကုန်လုံးတညီရဲပါပဲအရန်ကိုလှတယ်ပေါ်ဘက်ကကျစိန်တန်းလေးစိန်တွေအများကြီးပါတယ်နော်တန်းလုံး ဟုတ်တယ် စိန်ပြီးတော့အပွင့်စိုက်တွေလည်းကြီးရဲစိန်ဆိုတာတင်တာတို့20စီးလောက်တောင်ရှိမယ်သုံးထားတာလေ20အစိတ်စီးလောက်ရှိမယ်တော့မနော်စိန်တွေကလေ စိတ်ကြီးတယ်အများ ဆောင်း ကြီး ထားတဲ့ဇက်နေငါဆွေအဲ့ဆွဲကြည့်ပြီး ဝမ်းဆက်လေးနော်မနော် စီးပြီးပြောပြပါလားနော် ဟုတ်ကဲ့ပါမဟုတ်အခုပြောပြပါအောင်မယ်ရှင်ဟုတ်ကဲ့ဟုတ်အခုတင်စာဝတ်ပြပေးထားတဲ့ဒီအခုဒီနီလာနဲ့စိန်ဒါဆက်အကြီးပေါ့နော်တကယ်ကိုဆက်အကြီးပါမိုးကုတ်တဘာဝနီလာဆက်အကြီးပါရှင်အခုဒီကျိုးလေးရဲ့လော့ကတ်လေးရဲ့နဂတ်လေးရဲ့လက်စွပ်လေးရဲ့ဝမ်းဆက်ပါတကယ်လို့ဒီလိုနော့ကတ်နဲ့လက်စွပ်နဲ့နဂတ်ကြီးပဲတီးတန့်ခွဲဝင်စင်လည်းရပါရဲ့ရှင်ဒီလိုတစ်ဆက်လုံးဝယ်ရဆိုတော့ဒါပွဲတိုင်းအတွက်ပို့ပြီးတော့ပို့ထည့်ရပါတော့အခုတင်သားကတော့ဈေးလေးပြောပြပေးမယ်အခုတင်သားဝတ်ပြပေးထားတဲ့ဒီနီလာကျိုးကြီးဒါနီလာကျိုးကဒီဇိုင်းအင်းအန်ကိုလှတယ်ဒီနီလာကျိုးဆိုရင်လေသူ့ရဲ့ဒီဇိုင်းကထည့်လဲထည့်တယ်မတို့ဟိုမင်္ဂလာပွဲတွေသွားလဲအရင်တက်တယ်မမေတို့ပဲဝေတို့သမီးတွေပဲဝေကိုမှလက်မှတ်ထိုးပွဲတို့ဘာလို့ဆိုရင်လည်းအရန်ကိုလှရပေါ့နော်ဘာလို့စက်ကအရန်အကြီးတဲ့မပါဘူးအရန်အသေးတဲ့မပါဘူးကိုအမြဲတမ်းဝင်းလေးဝတ်ထပွဲသွားပွဲပေါင်းစုံဒီလိုသွားလို့ရတဲ့အနေအထားမှာရှိရဆက်အရွယ်လေးပေါ့နော်အဲ့ဒါအောင်မှတင်သားတို့ကနီလာကိုမှမိုးကုတ်တဘာဝနီလာအောင်မှတကယ် quality ကောင်းကောင်းပွင့်ကောက်တွေကိုတင်သားတို့ထည့်ပြီးအသုံးပြုထားတယ် site ကတင်သားတို့အနည်းဆုံးဒါ2ကလပ်3ကလပ် site တွေပါမယ်အနောက်ဆုံးဆိုရင်လည်းဒါ1ကလပ်ခွဲ1ကလပ်တကယ်လည်းဝင်ချင် site သုံးပြထားတယ်လုံးဝငါးမှုတို့သုံးလုံးစီအဲ့လိုအသေး site တခုမှမပါအကုန်လုံးပွင့်ကောက်လှလှတွေပဲစီထားတယ်တကယ် quality ကိုထိမ့်ပြီးတော့လောက်ထားတဲ့ဒါနီလာကျိုးတစ်ခုမှရှင်ဒီနီလာကျိုးရဲ့ပရက်ရဲ့ဈေးကတော့တင်တာပြပြပေးမယ်ဈေးကအခုလော့ကတ်မပါပါဘူးကျိုးရဲ့ဈေးက3200ကိုဒီနေ့ဝယ်မယ်ဆိုတော့3900နဲ့ရမှာဖြစ်ပါရဲ့ရှင်အခုတင်စားဒီလိုလေးအုပ်ပြပေးထားတဲ့အပေါ်ကျိုးလေးရဲ့ဈေးကိုအရင်ပြောပေးရပါ3200ကိုဒီနေ့ဝယ်မယ်ဆိုတော့3900နဲ့ရမှာဖြစ်ပါရဲ့ရှင်တဘာဝမိုးကုတ်နီလာစစ်တွေကိုမှပွင့်ကောက်တွေအသုံးပြုထားတဲ့တကယ် quality ကောင်းကောင်းတဲ့ဂျိုးတစ်ခုပါနောက်ထပ်ဒီဘက်ကအောက်ကထပ်ပြီးတော့ချိတ်ပြီးတော့ဆွဲပြပေးထားတဲ့ဆွဲသီးလေးကတော့3900ကိုဒီနေ့ဝယ်မယ်ဆိုတော့3480နဲ့ရမှာဖြစ်ပါရဲ့ရှင်သူကတော့ဒါတင်သားကျိုးလေးနဲ့လော့ကတ်လေးနဲ့တော့ fashion ကြအောင်ခတ်ပေးထားရဲ့အလဲဘက်ကစိတ်လေးတစ်ပတ်ပတ်ပြီးတော့ဘေးဘက်ကကြဒီလိုစိတ်အကျဲဒီဇိုင်းလေးလုပ်ပေးထားရဲ့လော့ကတ်ကိုလည်းဒီလိုမျိုးလေးပဲတင်သားတို့ဘေးဘက်စိတ်အကျဲလေးပဲဒီဇိုင်းလုပ်ပေးထားတော့အရန် fashion ကြတဲ့ဒါဆက်လေးဖြစ်တယ်ပေါ့နော်တကယ်လို့လော့ကတ်ကြီးပဲတီးတန့်ဖြုတ်ဝယ်ခြင်းနဲ့ရောင်းပေးပါရဲ့ရှင်
ဘယ်ချင်းစိတ်ကြီးလာမှာ ဘယ်ချင်စိတ်နေပါဘယ်ချင်စိတ်စစ်တွေပါရှင်တနာတို့ဝယ်ရဆိုရင်စိတ်သေးစိတ်ဒီစိတ်နဲ့ခြံရံထားရမယ်အကုန်လုံး certificate တွေအကုန်လုံးထုတ်ပေးပါရယ်တနာတို့က10သိန်းနဲ့ပဲဝယ်15သိန်းနဲ့ပဲဝယ်သိန်းထောင်ချီဝယ်သိန်းတောင်းချီဝယ်တနာတို့အားလုံး certificate လေးတွေထုတ်ပေးပါရယ်ရှင်အဲဒါကြောင့်မို့လဲမမတို့ကတနာတို့ရှီရှမ်းဝယ်ရဆိုရင်အနေနဲ့ရပဲဝယ်အခုပြပကနေ live ကြည့်ပြီးတော့ပဲဝယ်ကိုယ်တိုင်ဆိုင်ကိုမလာရောက်နိုင်ပေမဲ့လေတနာတို့ certificate ထုတ်ပေးရတဲ့အတွက်မမတို့ယုံကြည်စိတ်ချစွာနဲ့ဝယ်ယူအားပေးနိုင်မှာရယ်ရှင်ခုနောက်ထပ်တင်တော့ဒီမှာနဂတ်နဲ့ဒီလက်စွပ်လေးရဲ့ဈေးလေးကိုလည်းတင်တာပြောပြပါအောင်မယ်ဒီနဂတ်ရဲ့လက်စွပ်ရဲ့တင်တာဝပြပေးထားတဲ့ကျိုးဘရက်နဲ့ဒီလောကက်လေးနဲ့ဝမ်းဆက်လေးပေါ့နော်အခုဒီမှာနဂတ်လေးရဲ့ဈေးကိုလည်းပြောပြပေးပါအောင်မယ်ရှင်ဟုတ်ပြောပေးမယ်မဟုတ်ခဲ့ပါ ပြရှော့ပြီး480 480မှာနဂတ်လေးရကြတော့380ကိုဒီနေ့ဝယ်မယ်ဆို480နဲ့ရပါမယ်ရှင်နဂတ်လေး480ကို380ဟုတ်လက်စွပ်400ကြတော့390ကိုဒီနေ့ဝယ်ယူရင်340နဲ့ရပါမယ်390ကို340နဲ့ရပါမယ်ဖြစ်ပါတယ်ရှင်အဲ့ဆို480ရဲ့380ရဲ့340ပေါင်းရမှာပါ1200 အရန်ကိုလှတယ်နော်မှာကြောက်လေးပွေလုံးကအရေးလဲအရန်ညီတယ်တင်တို့ဝမ်းဆက်ခတ်ထားရဲဆိုတဲ့ဒါတင်တို့တကယ်ကိုဒီလိုကြောက်အရေးရောညီအောင်ကြောက်အရေးညီအောင်တင်တို့ဒီလိုဒီဇိုင်းလေးရအစအကုန်လုံးတေချာရွေးပြမှဒါလုံးဝ collet ဆုထားတဲ့ကြောက်လေးမှာတင်တို့ဒီဇိုင်းထက်ထက်လေးနဲ့ဖြစ်အောင်ခတ်ပေးထားတာပါအမတို့ဒီလိုကျိုးပရက်ကြီးကိုမဝယ်ဘူးဆိုလဲဒီ locket လေးနဲ့ဒီ nugget နဲ့လက်စွပ်နဲ့တင်တို့စိန်ချိုးကြီးကြီးလေးနဲ့ဖြစ်ဖြစ် 80k ကျိုးကြီးကြီးလေးနဲ့ဖြစ်ဆွဲပြီးတော့ပွဲတက်လို့ရတဲ့အထိကိုတကယ်ကိုထည့်ပြီးတော့လှပါတယ်ကိုဝေးလိုက်ပြီးဆိုတော့တန်မိုးရှိတဲ့ကြောက်တွေဖြစ်မှာဘေးကလူတွေကကြည့်လိုက်တာနဲ့မြင်မိတာနဲ့သိမှာပါမရေတဘာဝမိုးကုတ်တွေပါနော်ဆေးသွင်းကြောင့်မိဖုတ်ကြောက်တွေလုံးဝမဟုတ်ပါဘူးခင်ဗျားတို့ရှီဆိုင်မှာဆေးသွင်းကြောင့်မိဖုတ်ကြောက်တွေလည်းလုံးဝမရောင်းပါဘူးရှင်အဲ့ဒါ3ခုမဟုတ်ပါရှူရယ်เนาะအဲ့3ခုเนาะကျေးဇူးတင်ပါအများကြီးတင်ပါတယ်မမရေအခုမဆူတီယာမောက်ဝါအတွက်ဆုတောင်းပေးမယ်နော်ဟုတ်ကဲ့ပါတောင်းပါမယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ဒါ3မျိုးလုံးကိုသိန်းထောင်ချီအားပေးသွားတယ်မမပါကျေးဇူးအများကြီးတင်ပါတယ်ရှင်စိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပါစေရှင်ယေရနာရီအများကြီးစတဲ့တပူတိုးပွားပါစေရှင်စီးပွားရေးလည်းဒီလာတိုးပွားအောင်မြင်ပြီးတော့ဘာသာသာသနာအကျိုးကိုလည်းအများကြီးစတဲ့တပူတည်ပိုးနိုင်ပါစေရှင်စီးပွားလက်လာပါအများကြီးတိုးပွားပြီးတော့ကျမ်းမာချမ်းသာခြင်းဒုက္ခအဖျားဖျားနဲ့ပြည့်စုံပြီးကံကောင်းခြင်းတွေဘဝမှာအမြဲတမ်းရရှိခံစားနိုင်ပါစေလို့ဆိုပြီးမမပါတော့ကိုစတောင်းပေးပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကဲအဲ့ဆိုပြီးရဲ့ level မှာဆွဲထားတဲ့ကျူးလေးကိုလည်းကြည့်ပေးပါအောင်နော်ဒါလေးကအပြုတ်ကြကြလာတယ်ဒါလေးကတော့ဆိုပြီးတော့ဒီကတော့ခုလိုမျိုးလေးအကက်ကလေးတော့ဆွဲရမှာပေါ့နော်ဒါကကြောင့်ဆိုပြီးတော့လေတုံသဘောမျိုးလေးဆွဲထားတာဆိုတော့လေဒီလိုမျိုးလေးဆွဲရမှာဖြစ်ပါတယ်ဒီအပေါ်ကဒီနီလာကျိုးလေးကတော့ဒီဟာလေးကဒီအပေါ်ဒီဟာလေးကကျတော့စိန်လေးတွေနဲ့စိန်ကျိုးလေးလောက်ထားတာပါအဲ့မှာမိုးရည်ဇက်ပုံကလေးတွေနဲ့ကိုတစ်ခုချင်းစီလေးအဲ့လိုအတွဲလိုက်ကလေးပုံဖော်ပေးထားတာပါရှင်ဒါလေးကတော့690ကိုဒီနေ့ live ဈေးမှာ990နဲ့ဒီအပေါ်ကလေတုံလေးကိုဆိုပြရတော့အရန်ကိုသဘောကျနေရပါရှင်990နဲ့ရပါမယ်အောက်ကဒုတိယမြောက်ကျိုးလေးကတော့650ကို950နဲ့ရပါမယ်ရှင်နှစ်ကျိုးလုံးယူမယ်ဆိုလို့ရှိရင်တော့950နဲ့990နဲ့ဆိုတော့နှစ်ကျိုးလုံးယူရင်တော့အရန်ကိုလာပါတယ်1140ပါ1140ဟုတ်1140ပါရှင်နှစ်ကျိုးစလုံးယူတော့အပေါ်လေတုံကျိုးလေးရောဒုတိယကြီးအောက်ကကျိုးလေးရောနှစ်ခုစလုံးထပ်ဆွဲလို့ရှိရင်တော့သူ့ရဲ့အလှအရန်ကိုမှပြည့်စုံတဲ့အလှပါပဲเนาะ1140เนาะ1140နဲ့ရမှာပါရှင်ဒီကျိုးနှစ်ကျိုးစလုံးကို1140နဲ့ရမှာဖြစ်ပါတယ်ရှင်ဒါလေးကတော့ဆိုပြီးတော့နီလာကျိုးလေးပါเนาะပြီးတော့ဆိုပြီးနားမှာဆွဲထားတဲ့နီလာ40နှစ်ဆွဲလေးရှိပါတယ်ရှင်နီလာ40မိုးရေစက်နှစ်ဆွဲလေးရကြတော့350ကိုဒီနေ့ live ဈေးမှာ280နဲ့နီလာအရေလှလှเนาะကြောင်ရည်ညီလေးကို350ကိုဒီနေ့ live ဈေးမှာ280နဲ့ရမှာဖြစ်ပါတယ်ဒီရဲ့မိုးရေစက်ကျိုးလေးရဲ့ဒီရဲ့နှဆွဲလေးရဲ့နောက်ဆိုပြီးလက်မှာစွတ်ထားတဲ့ဒီဟာလေးတွေကတော့လက်စွပ်ကလေးတွေပေါ့နော်လက်စွပ်ကလေးတွေလည်းရှိပါတယ်ရှင်ဒါဆိုပြီးတော့1 set ကလေးဆွဲပေးထားတာပါနော်နှဆွဲလေးကတော့350ကို280နဲ့ရမှာဖြစ်ပါတယ်ရှင်280ပါရှင်
လက်စွပ်ကလေးပြောပြပါမယ်နော်လက်စွပ်ကလေးကပထမအောင်ဆုံးဝတ်ထားတာလေးကတော့လုံးကြောလေးပါရှင်လုံးကြောလေးကိုစိမ်ပတ်ထားတာလေးကကြတော့65သိန်းကို80နဲ့ရပါမယ်ဒါလေးက65သိန်းကို80နဲ့ရပါမယ်ရှင်နံပါတ်1ကလေးပါ80ပါရှင်နံပါတ်2ကလေးကတော့မိုးရီဆက်ပုံလေးပါဆိုပြီးလေဘဲမှာဆွဲထားတဲ့လေဆွဲလေးနဲ့ရောနားမှာဆွဲထားတဲ့နှဆွဲလေးနဲ့ရောသူကတော့1 set ကလေးပါရှင်နံပါတ်2ကလေးကတော့260ကို210နဲ့တကယ်အနီလာအရန်ကိုမှလှတဲ့ဒီဟာလေးပါနော်မိုးရေစက်ပုံလေးပါသူကတော့လုံးဝရှိတ်ကကြတော့လေပုတူတူကြီးလည်းမဟုတ်ဘဲနဲ့တွဲလေးပေါ့နော်ရှိပုံစံမျိုးလေးသွားပေးထားပါတယ်ဒီဟာလေးကကြတော့260ကို210နဲ့ရပါမယ်နံပါတ်1ကလေးက210ပါရှင်တကယ်လို့လေဒီမိုးဆက်နေရလေးမှတိလားငါတို့တကယ်လို့မှလက်စွပ်မဝယ်ချင်ဘူးလော့ကတ်အနေနဲ့ဝယ်ချင်တယ်ဆိုတော့လော့ကတ်ပြောင်းပေးလို့ရတယ်နော်လော့ကတ်လည်းပြောင်းပေးတချို့ကျတော့မိုးဆက်ကျတော့လက်စွပ်မှာလက်မှာဝယ်ရတမျိုးကြီးဖြစ်တယ်ရင်ဘက်မှာလော့ကတ်လေးနဲ့ဝယ်ပိုကြိုက်တယ်ဆိုတော့မှဆိုတာလော့ကတ်လည်းပြောင်းပေးလို့ရပါတယ်ရှင်ဟုတ်ပါတယ်နောက်နံပါတ်3လေးကကြတော့ဒီမှာပါနံပါတ်3လေးကကြ150ကို135သိန်းနဲ့ရပါမယ်150ကို135သိန်းနဲ့ရပါမယ်ရှင်ဒီလက်ကလေးကလက်စွပ်ကလေးပါ135သိန်းနဲ့ရပါမယ်ရှင်နံပါတ်4လေးကကြ ဆိုလေးကအနည်းဆုံးဘယ်လောက်ရမလဲတဲ့လက်ကလေးလက်စွပ်ကလေးကအနည်းဆုံးမသူက150ကို135နဲ့ပေးထားတာပါနှားလိုက်တာနော်လေဘင်းကမချိုးရဲ့နှစ်ထပ်လေးရတယ်တော်နာတဲ့မမီတူရ130နော်တော့135အနည်းဆုံးအနည်းဆုံးပေးထားတာဟုတ်135တော့မမအနေဆုံးထားပေးထားတာ ရောင်းချင်ပါတယ်ရှင်အရန်ကိုလှပါတယ်ရောင်းချင်ပါတယ်ထားပေးလိုက်ပါကျေးဇူးများကြီးတင်ပါတယ်ရှင်မမေသူဝင်းကျေးဇူးများကြီးတင်ပါတယ်ရှင်ဒီလက်စွပ်ကလေးကိုအရန်ကိုမလှတယ်เนาะဒါအရန်ကိုမလှတဲ့ကြောက်ရည်ရောပါရောအရန်ကိုမလှတဲ့ဒီလက်စွပ်ကလေးကို130နဲ့အားပေးသွားတယ်မမကျေးဇူးများကြီးတင်ပါတယ်မမေသူဝင်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေစီးပွားလွတ်လာပါရတဲ့တူပါအောင်မြင်ပါစေယတနာတွေလည်းရှိတိုင်းစိတ်ရှိတိုင်းဝင်ပါစေယတနာတွေအများကြီးကိုလည်းစုဆောင်းနိုင်ပါစေရှင်ကျန်းမာချမ်းသာခြင်းဒုက္ခအဖြတ်ပြားနဲ့ပြည့်စုံပြီးတော့အလောက်ကင်နေလေကြံစီသမျှအောင်မြင်ပါစေရှင်အများကြီးတိုးပွားပါစေလို့ဆိုပြီးကမမေသူဝင်းတို့ဆုတောင်းပေးပါရရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ခဲရဆိုလို့ရှိရင်နောက်ထပ်တစ်ခွင်းလို့ဆိုပြီးဆက်ပြီးတော့ပြပေးမယ်နော်ဒါလေးကတော့ဆိုပြီးတော့ head shake လေးပါရှင်သူကတော့ဈေးနှုန်းလေးက160ကို140နဲ့ပေးထားပါတယ်160ကို140နဲ့ပေးထားပါတယ်ရှင်160ကို140နဲ့ပေးထားတဲ့ head shake လေးပါရှင် head shake ကြောက်ရမမလူကိုတော့ဖြစ်နေနော်160ကို head shake ဆိုတော့မဆိုပြတဲ့စင်ပြေးမြင်လိုက်တော့ head shake ဆိုပြေးနေအသေးဆိုပြေးမြင်လိုက်တော့ပဲပြေးမြင်လိုက်တော့အဲ့ဒါရှုပ်ပြရမကုတ်ပြလိုက်တယ်အဲ့ကြောင့်အသေးဆိုတော့မဆိုပြီးရောခါလေအသေးရဲ့ကြိတ်တာ160ကို140နဲ့ပေးထားပါတယ်ရှင်ဒါလေးကတော့အသေးပုံရှိ